အားလုံးပဲမင်္ဂလာပါတိုင်းသူပြည်သားများအားလုံးကိုယ်စိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ဥစွာပရမဆုမွန်ကောင်းတောင်းနှုတ်ဆက်အပ်ပါတယ်ဦးဇင်းတို့ဒီကနေ့ဆွေးနွေးမယ့်ဆရာတော်ကတော့ဆရာတော်ဥအိုင်မနဲ့ဦးဇင်းတို့ကနေဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဒီကနေ့ဦးဇင်းတို့ဆွေးနွေးမယ့်ခေါင်းစဉ်ကတော့လက်ရှိနိုင်ငံရေးအခင်းကျင်းနဲ့ရှေ့ဆက်ရမယ့်တော်လှန်ရေးမျှော်ရည်ချက်အပိုင်း1ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီခေါင်းစဉ်အောက်ကနေပြီးတော့ကြည်ကြဲပြန့်ပြန့်ဆွေးနွေးမိန့်ကြားပေးဖို့ပြီးတော့ဘုန်းကြီးဥယျာမကိုဖိတ်ခေါ်အပ်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဥရမကြီးတိုင်းပြည်တွင်းမှာရှိကြတဲ့တိုင်းသူပြည်သားအားလုံးဘာသာမျိုးလူမျိုးမျိုးစုကြီးငယ်မရွေးအားလုံးမတရားတဲ့အာဏာရှင်စနစ်ဆိုးနဲ့လက်နက်ရှိရင်အုပ်စုကြီးရင်ငွေရှိရင်မတရားအနိုင်ကျင့်လို့ရတဲ့စနစ်ဆိုးဘေးတို့မှသင်များစွာလွတ်မြောက်ရှင်းသည်ဖြစ်ပါစေလို့ဦးဇင်းတို့ခြေဦးစွာဆန္ဒပြုမေတ္တာပို့တာပါတယ်အဲ့တော့ယနေ့တိုင်းပြည်တွင်းမှာတွေ့ကြုံနေရတဲ့အခြေအနေဟာအင်မတန်ခါးသီးတယ်ဆိုတာဦးဇင်းတို့တွေးကြည့်ရင်ပြေးကြည့်တာတဲ့ခံစားလို့ရပါတယ်အဲ့တော့တိုင်းသူပြည်သားတွေမှာယနေ့စာဝန်နေလူမှုရေးရအခက်အာဏာရှင်စနစ်ဆိုးကြောင့်ဖြစ်ရတဲ့ဒုက္ခတွေရယ်ယနေ့ကိုအချင်းချင်းပေါ်မှာလက်နက်ရှိလာရင်ငွေရှိလာရင်အင်အားရှိလာရင်မတရားလူလယ်လို့အနိုင်ကျင့်ခြင်းနဲ့ဇယိုက်ဆိုးစနစ်ဆိုးတွေကြောင့်တိုင်းပြည်ဟာတိုင်းသူပြည်သားတို့ရဲ့တကယ်စစ်မှတ်ဖြစ်ပွားနေတဲ့အဓိကနေရာတွေပိုဆိုးပါတယ်အခြားစစ်မှတ်မဖြစ်ပွားလို့အခြားနေရာတွေမှာလည်းဒုက္ခတွေဟာတောင်းကနေများစွာတွေ့ရပါတယ်ဒီမှာဥမာတစ်ခုပြောပြရင်စစ်ဘေးရောက်လို့လက်နက်နဲ့မတရားတပ်ဖြတ်လို့ရွာစဉ်မီးရှို့လို့ဒုက္ခရောက်နေတဲ့အညာဒေသမျိုးတွေတိုက်ပွဲဝင်ပြီးအာဏာရှင်စနစ်ဆိုးကိုတွန်းလှန်နေလို့ယနေ့တွေ့ကြုံနေရတဲ့ EAO ဒေသတွေမှာဘုံကျဲလို့တိုက်ပွဲဖြစ်နေလို့တွေ့ကြုံရတဲ့တေချေပျက်စီးရခြင်းဆင်းရဲဒုက္ခတွေဒါတွေကလည်းပဲအတော်မတတ်နိုင်တဲ့ယနေ့ဒုက္ခတွေကိုတွေ့ရတာပါအာဏာရှင်စနစ်ဆိုးကိုတော်လှန်ရင်တော့အာဏာရှင်စနစ်ဆိုးကိုတော်လှန်တဲ့ဆင်းရဲဒုက္ခဆိုတာတွေ့ရမှာပါယနေ့ဗြိတိရှနိုင်မာဂရက်သက်ရှာပြောသွားတဲ့စကားတစ်လုံးရှိပါတယ်အာဏာရှင်စနစ်ဆိုးကိုမတော်လှန်ဘူးဆိုရင်တော့အာဏာရှင်စနစ်ဆိုးကိုမတော်လှန်ရင်နောက်အနာဂတ်မှာတွေ့ကြုံရမယ့်ဆင်းရဲဒုက္ခဟာယနေ့တော်လှန်ခြင်းကြောင့်ဖြစ်နေရတဲ့တေချေပျက်စီးခြင်းဘေးထွက်ဆိုးကျိုးတွေအတွက်နောက်အနာဂတ်မှာဇက်တိုက်တွေ့ရမယ့်နောက်အနာဂတ်သားစဉ်မြေဆက်တွေ့ရမယ့်ဆင်းရဲဒုက္ခကတော့ဒီတဲ့ပိုကြီးပါတယ်တဲ့ဒါကြောင့်မလို့ယနေ့ကိုတိုင်ဘဝဆုံးရင်ဆုံးစေတော့အသက်ဆုံးရင်ဆုံးစေတော့ငါတို့အကျိုးစီးပွားငါတို့စီးပွားဥစ္စာဆွန့်လွတ်ရင်ဆွန့်လွတ်ရစေတော့နောက်အနာဂတ်မှာငါတို့နိုင်ငံမှာဒီလိုလက်နက်ရှိရင်နေရာတကာမတရားလုပ်လို့ရတဲ့တိုင်းသူပြည်သားတွေကခွင့်ပြုတဲ့တိုင်းသူပြည်သားတွေကရွေးချယ်တဲ့ပုံကိုယ်တွေကနိုင်ငံမှာနိုင်ငံရေးစနစ်ကောင်းဥပဒေကောင်းတွေကိုပြဋ္ဌာန်းပြီးတော့တိုင်းပြည်ရဲ့အနာဂတ်ကိုတရားမျှတခြင်းလွတ်လပ်ခြင်းတွေဓာတ်လူညီမျှခြင်းတွေနဲ့မသွားနိုင်သွားရဖို့အတွက်ငါတို့အသက်ဆုံးရင်ဆုံးစေတော့ဆိုပြီးတော့ကြိုးစားဆွန့်လွတ်ခြင်းတွေယနေ့တွေ့ကြုံနေရတာပါဒါကြောင့်မလို့ဆင်းရဲဒုက္ခအာဏာရှင်စနစ်ဆိုးကိုတော်လှန်နေတဲ့အတွက်ကြောင့်မလို့လေဒါအင်မတန်ကြီးမားပါတယ်သို့တော်လည်းပဲအာဏာရှင်စနစ်ဆိုးမကြဆုံးသွားရင်နောက်အနာဂတ်မှာတွေ့ကြုံရမယ့်တိုင်းသူပြည်သားတို့ရဲ့အနာဂတ်ယနေ့သိကြတို့ရဲ့အနာဂတ်ဒီဒီတက်ကိုပိုဆိုးတဲ့ဒုက္ခတွေကိုတွေ့ကြုံရမှာမို့လို့အာဏာရှင်စနစ်ဆိုးကိုကြဆုံးအောင်တော့ဦးဇင်းတို့စ조사ပြီးတော့မိတော့ပင်အခက်ခဲတွေမိတော့ပင်တော်လိုင်းလေးနဲ့ကြာလာလို့အကြက်တဲတွေမိတော့ပင်ဥဆောင်မှုညံ့ဖျင်းမှုတွေတွေ့နေရပါစေငါတို့အောက်ရှိမှာရှိကြတဲ့ဗမာတော်လိုင်းရေးအစုဖွဲ့တွေနောက်တော့ MOD NUG အောက်မှာမရှိတဲ့နော် PLPDS ဆိုတဲ့ local PDS ဆိုတဲ့အားလုံးသောတော်လိုင်းရေးအစုဖွဲ့တွေဒီ၎င်းအားလုံးသောအရက်ဒေသတည်တည်မှာရှိတဲ့ NUG MOD အောက်မှာပဲရှိမရှိအဲ့လိုတော်လိုင်းရေးစုဖွဲ့တွေကကိုယ့်ရက်ကိုယ့်ဒေသကိုယ့်တိုင်းကိုယ့်မြို့နယ်ကိုယ့်ခရိုင်တွေမှာစုဖွဲ့မှုအားကောင်းကောင်းနဲ့ထိုစနစ်ဆိုးကိုကြဆုံးအောင်ကြိုးစားကြဖို့အထူးလိုအပ်ပါတယ်အကျိုးစီးပွားဆိုတဲ့အခါမှာတိုင်းသူပြည်သားတွေရဲ့အကျိုးစီးပွားအတွက်ငါတို့ဟာယနေ့လက်နက်ကင်ပြီးတော့ချစ်ထွက်လာခဲ့ကြတာပါတိုင်းသူပြည်သားတို့ရဲ့အကျိုးစီးပွားတွေနဲ့ရှာဖွေထားတဲ့အရာတွေနဲ့ငါတို့လှူဒန်းလိုက်တဲ့ပြည်တွင်းပြည်ပလှူဒန်းလိုက်တဲ့အရာတွေနဲ့ငါတို့ကလက်နက်ကင်ပြီးတော့လက်နက်ကင်တဲ့လမ်းစဉ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်ပါဘူးလူသားတဲ့လမ်းစဉ်ဆိုတာလူချင်းတက်ပြတဲ့လမ်းစဉ်လောက်ဆိုးဝါးတာလောကထဲမှာဘာမှမရှိပါဘူးသို့တော်လည်းပဲယနေ့အာဏာရှင်စနစ်ဆိုးဟာလက်နက်ကင်ပြီးတော့တိုင်းသူပြည်သားကိုမတရားတပ်ဖြတ်အနိုင်ကျင့်လာတဲ့အခါမှာထိုစနစ်ဆိုးကိုကြောက်လို့နော်အစိတ်ပင်နှုတ်တယ်လို့ငါတို့နှုတ်ရတဲ့အခါမှာအစိတ်ပင်ကိုနှုတ်ရလို့အစိတ်ပင်အနက်အစိတ်ပင်နဲ့ထိရှားမှုဒုက္ခဆိုတာတွေကတော့
ငါတို့ယနေ့တွေ့ကြုံခံစားရတာပါထိုအစိတ်ပင်သည်အိမ်ထဲမှာပေါက်လာတယ်ကျောင်းထဲမှာပေါက်လာတယ်မဖယ်ချဘူးဆိုရင်အိမ်ထဲကကျောင်းသားရဲ့ကလူအပွင့်နဲ့အနက်နဲ့ကြီးထွားလာရင်ကြီးထွားသလောက်ဒုက္ခပေးသလိုထိုစနစ်ဆိုးဟာလည်းပဲရေရှည်မကောင်းနိုင်တဲ့အတွက်ကြောင့်မလို့ငါတို့ဟာယနေ့လူငယ်တွေရက်ဒေတာအသီးသီးမှာလက်နက်ကင်ပြီးတော်လှန်ကြတဲ့အခါမှာလည်းပဲလက်နက်သည်နော်အဲ့တော့တနည်းပြောတော့အစိတ်ပင်ကိုခုတ်တဲ့ဓာတ်သည်ပန်းပင်ကိုခုတ်ဖို့မဟုတ်ဘူးအစိတ်ပင်ကိုခုတ်တဲ့ဓာတ်သည်အိမ်ကလူကိုခုတ်ဖို့မဟုတ်ဘူးအစိတ်ပင်ကိုအမြစ်ကနေကလော်ထုတ်ပြီးတော့ရှင်းထုတ်ပြဖို့ပြတာလဲဖြစ်တယ်လို့နားလည်ပြီးတော့အစိတ်ပင်ကိုရှင်းတယ်လို့ယနေ့အာဏာရှင်စနစ်ဆိုးကိုတွန်းလှန်ဖို့အတွက်တိုင်းသူပြည်သားတွေပြည်တွင်းပြည်ပလူဒန်းလိုက်တဲ့တော်လှန်ရေးရဲ့အထောက်ပံ့နေရလဲပဲတော်လှန်ရေးအထောက်ပံ့ယူထားကြတဲ့နော်အဲ့တော့မြည်သည့်လက်နက်ကင်အဖွဲ့အစည်းမစိုးအာဏာရှင်စနစ်ဆိုးကိုတွန်းလှန်ကြတဲ့အဖွဲ့အစည်းတွေဟာကိုယ့်အချင်းချင်းတနက်မောင်းမပြောကြဖို့ကိုယ့်အချင်းချင်းတနက်ပြောင်းမလဲကြဖို့ကိုယ့်အချင်းချင်းဖန်ဆီးနှိပ်စက်တာတွေလုံမနေကြဖို့ကိုယ့်အချင်းချင်းနော်အနိုင်ကျင့်တာတွေကိုယ့်ပြည်သူတွေကနေအာဏာရှင်တို့ကဲ့သို့လက်နက်ပြပြီးတော့ငွေကိုအေးဓမြတိုက်တယ်လို့အမှုချမ်းစည်းတယ်လို့လောက်တာတွေဟာဒါတွေဟာဘလို့မှမသိတော့ပါဘူးအစိတ်ပင်ကိုနှုတ်မဲ့ဓာတ်သည်အစိတ်ကိုနှုတ်ပြပေါက်ပြားသည်တရွင်းသည်အစိတ်ပင်ကိုပဲဖယ်ရှားဖို့ပါဗမ်းမင်ကိုဖယ်ရှားဖို့မဟုတ်လို့အင်အားလူတွေပေါက်ဖို့အတွက်လည်းမဟုတ်ဘူးအဲ့လိုပဲတော်လှန်ရေးအတွက်ရလာတဲ့အကျိုးစီးပွားတို့နော်တော်လှန်ရေးကိုလက်နက်ကိုလက်နက်ချင်းတော်လှန်မှရမှာမလို့လက်နက်ကင်ကြတဲ့အခါမှာတိုင်းသူပြည်သားတွေကိုပြန်တတ်ဖို့မဟုတ်ဘူးတိုင်းသူပြည်သားတွေနဲ့ကိုယ်အချင်းချင်းဟိုမှာပေါ့သဘောမတူတာတွေသဘောမကျတာတွေမပြေလည်တာတွေရှင်းနေတယ်တယောက်နဲ့တယောက်ခေါင်းဆောင်ချင်းတွေအောက်လက်ငယ်သားချင်းတွေအစင်ပြောင်ရှင်းပြီးတော့အာဏာရှင်အလိုကြယနေ့အာဏာရှင်ကမဖြူအောင်နဲ့ကိုယ်အချင်းချင်းမတည့်ကြကိုယ်အချင်းချင်းအကျိုးစီးပွားကြီးကြဒီလိုပဲလုပ်နေရင်တော့အစိတ်ပင်ခုံးမဲ့ဒါဟာဗတ်မင်ခုတ်ကိုယ့်ရင်ကလူပြန်ခုတ်တယ်လို့ဖြစ်ကုန်လိမ့်မယ်ယနေ့တော်လန်ရေးဟာအဲ့လိုအခြေအနေမျိုးတွေကိုတော်တော်များများတွေ့ကြုံနေရတာတွေရှိပါတယ်ဒါတွေကိုသတိချသတိကပ်ပြီးတော့တော်လန်ရေးကဘက်တော်သားတွေနော်အဲ့တော့အပေါ်ပိုင်းကလူရောအလယ်ပိုင်းကလူရောအောက်ပိုင်းကလူရောအားလုံးဟာငါတို့ဟာအာဏာရှင်စနစ်ဆိုးကိုတော်လန်တာအစိတ်ပင်ကိုခုတ်ရမှာယနေ့ကိုတိုင်းသူပြည်သားကိုလက်နဲ့ပြန်ပြပြီးတော့အနိုင်ကျင့်ဖို့မဟုတ်ဘူးကိုအချင်းချင်းပြောင်းပြန်လှည့်ပြီးတော့တပ်ဖြတ်ဖို့ဖမ်းဆီးအနိုင်ကျင့်ဖို့နော်အဲ့တော့တရားဥပဒေကိုတရားမျှတမှုကိုလိုလားတဲ့ငါတို့ဟာအာဏာရှင်စနစ်ဆိုးဆိုတဲ့မတရားမှုကိုတွန်းလှန်တဲ့ငါတို့ဟာအချင်းချင်းမတရားလုပ်ပြီးတော့မှအမှုကိုဖုံးပြီးအဲ့လိုပေါ့နော်ကိုအချင်းချင်းကိုဆက်လက်ပြီးတော့မတရားမှုတွေကျူးလွန်ပြီးတော့သူများမားတာကိုဖော်ကိုမားတာကိုဖုံးဖို့အတွက်ငါတို့ဟာလက်နက်ကင်လာကြတာမဟုတ်ဘူးမတရားတဲ့စနစ်ဆိုးကိုပယ်ချဖို့အစိတ်ပင်တုတ်တင်တယ်လို့တုတ်တင်ဖို့ဖယ်ချဖို့တိုင်းသူပြည်သားတွေချမ်းသာဒုက္ခရဖို့နော်ဒီအစိတ်ပွေးစိတ်တင်ကြောင့်မိသားစုတွေပတ်ဝန်းကျင်တွေဒုက္ခမရောက်တယ်လို့အာဏာရှင်စနစ်ဆိုးကြောင့်ငါတို့တိုင်းသူပြည်သားတွေဒုက္ခမရောက်ဘူးငါတို့ကအသက်တွေဘဝတွေပေးလိုက်တဲ့အခါမှာပြည်တွင်းပြည်ပလူဒန်းနဲ့ငါတို့ရဲ့ရရှိလာတဲ့တော်လှန်ရေးထောက်ပံ့နေနဲ့ငါတို့အကျိုးစီးပွားကိုတိဆောက်ရှင်းတယ်လကောင်းငါတို့အရှင်းချင်းတနက်ပြောင်းလဲခြင်းတယ်လကောင်းငါတို့ပြည်သူလူထုကိုအာဏာရှင်တို့ပြုတ်မှုတကယ်တော့ပြန်လည်ပြုတ်မှုခြင်းတယ်လကောင်းအာဏာရှင်ကငွေတွေနေရာတွေနဲ့အမှုမှန်တွေကိုဖုံးဖိဖြောက်ဖြက်ပြီးတော့အနိုင်ကျင့်တယ်လို့ငါတို့တော်လှန်ရေးအဖွဲ့တွေကလည်းငါတို့အရှင်းချင်းတွေငါတို့ရဲ့တိုင်းသူပြည်သားတွေငါတို့ရဲ့နော်တော်လှန်ရေးအဖွဲ့အစည်းချင်းချင်းတွေကိုအားကြီးရအားသေးရအနိုင်ကျင့်တယ်ဆိုရင်တော့ဒီတဲ့ရုပ်မှာအောက်တန်းကျကောက်ကျစ်တာမရှိတော့ဘူးလို့ကိုယ့်ကိုယ်ကိုသတိချက်တံဝေကားရပြီးတော့တော်လှန်ရေးမှာထိုစိတ်တက်ဆိုးတွေထိုယုံညံ့မှုတွေကိုပယ်ရှားသုတ်တင်ပြဖို့လိုအပ်ပါတယ်ညီညွတ်ဖို့လို့ပြောတဲ့အခါမှာကိုယ့်အတ္တကိုယ့်မာနကိုယ့်ရဲ့မှားယွင်းမှုတွေကိုကိုယ့်ကိုယ်တိုင်သုံးသပ်ပြီးတော့မှမဖယ်ရှားပဲနဲ့တော့တစ်ဖွဲ့နဲ့တစ်ဖွဲ့တယောက်အားနည်းချက်တွေတယောက်ကပြုမှုမှားတာတွေကိုဒါခွင့်လို့ဖို့လို့ဒါညီညွတ်ဖို့လို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဒါကြောင့်ပတ်ဝန်းကျင်ကောင်းကျင်သလားကိုကစပြီးကောင်းရပါတယ်ပတ်ဝန်းကျင်ကိုပြုပြင်ကျင်သလားကိုယ့်ကိုပြင်ရတယ်သူတစ်ပါးကိုပြုပြင်ကျင်တဲ့သူဟာကိုယ့်ကိုအရင်ပြင်ဆင်ထားရပါတယ်နော်သူများကိုကူညီမဲ့လူကကိုချမ်းမာရေးကောင်းဖို့လိုပါတယ်သူများကိုအသိပညာပေးမဲ့လူကကိုအသိပညာရှိဖို့လိုအပ်ပါတယ်ကိုကပေးကမ်းဖို့သူများကိုပေးကမ်းလူတန်းဖို့ဟောတဲ့ဘုန်းကြီးဟာကိုကရလာတဲ့လက်လာဘကိုသိသိနေမယ်ဆိုတော့အလကားပဲကိုယ်တိုင်ပေးကမ်းတတ်ဖို့လိုအပ်ပါတယ်ကိုမှုနှုံးမှုမာရင်ကိုယ်တိုင်ပြင်ဆင်ပြီးတော့စောင့်စိမ့်မှသူများမာရင်တာကိုလည်းနော်အမှန်တိုင်းပြောဆိုတတ်ဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ငါတို့တော်လိုင်းမှာရှိကြတဲ့သူတွေဟာကိုယ့်ရဲ့အားနည်းချက်ကိုကိုယ်တိုင်သုံးသပ်ကိုယ်စိတ်ပိုင်းဆိုင်ရာကိုနုညံ့အောင်ပျော်ပြောင်းအောင်နော်ကိုယ့်ရဲ့တော်လိုင်းအစုအဖွဲ့ချင်းချင်းမှာနော်အဲ့တော့သားသမင်လို့စိတ်ထားမျိုးမွေးကြဖို့လိုအပ်ပါတယ်နော်အမားနဲ့ပတ်သက်လို့ရှိရင်တော့အာနာရှင်စနစ်ဆိုးနဲ့ပတ်သက်ရင်တော့စိတ်ပင်ဖယ်ရှားသလိုဖယ်ရှားရတဲ့စိတ်မျိုးတွေရှိကြပြီးတော့ကိုယ်ချင်းချင်းတွေပေါ်မှာသားသမင်လို့ချစ်ခင်သောမျက်လုံးတွေနဲ့တယောက်တစ်ယောက်နားလည်သောမျက်လုံးတွေနဲ့ကြည့်ရှုပြီးတော့ကိုယ့်ရဲ့အတ္တမာနကိုယ့်ရဲ့အားနည်းချက်သူ့အားနည်းချက်ကိုနားလည်ပြီးတော့ဒီလိုစိတ်ဓာတ်တွေနဲ့ကိုယ်တိုင်ကစပြုပြင်နိုင်ကြမှာနော်ငါတို့ရဲ့တော်လန်ရေးဟာစုစည်းညီညွတ်မှုဆိုတာဖြစ်နိုင်တာပါစကားဝိုင်းနေဇုံးမှာဖြစ်စီအောက်မှာလူတွေဖြစ်စီတွေ့ကြုံလိုက်ပြီမဲ့စိတ်တွေကိုမပြင်ဆင်လာတော့တစ်ဖက်ကနည်းနည်းမားလိုက်တာနဲ့ကိုယ်စကားမားကြစကားဝိုင်းမှာပြဿနာတက်ပြီးကြမပြဿနာတက်ဘူးဆိုရင်လည်းအောက်သက်နဲ့နေကြပြီးတော့မပေါင်းစည်းနိုင်ကြဆိုလို့ကတော့အာနာရှင်ရိုက်မခွဲပဲနဲ့ကိုယ့်ရဲ့အသိပညာအားနည်းမှုကကိုယ့်ရဲ့အတ္တကိုယ့်ရဲ့အကျိုးစီးပွားကိုခြေတန်းတင်မှုကပဲကိုယ့်ရဲ့
တော်လှန်ရေးကိုတိုင်းသူပြည်သားတွေလိုအပ်နေတဲ့ကိုတိုင်းသူပြည်သားတွေကိုလွတ်စေခြင်းနဲ့ကိုစိတ်တွေကပျောက်ပြီးတော့မှကိုကြိုးစည်းဝါးနဲ့ကိုအတ္တမာနကခေါင်းထောင်ထလာပြီးတော့အခက်ခဲတွေတွေ့နေကြအောင်မှာဖြစ်ပါတယ်။ယနေ့ဓမ္မကြီးတော်ဆန်းစုကြည်ပြောတဲ့စကားရှိတယ်ယနေ့တော်လှန်ရေးမှာပြင်ဆင်ရမယ့်အရာတွေဓမ္မကြီးတော်ဆန်းစုကြည်ပြောတယ်။အဲ့တော့ကောင်းပြီတဲ့အခုယနေ့တော်လှန်ရေးလုပ်ကြတဲ့အခါမှာတစ်ဖက်ကအခုတစ်ဖက်ကပေါ့နော်တစ်ဖက်ကကိုပြိုင်ဘက်ကိုတော့မှသူ့မှာမရှိတဲ့အဖြစ်ကိုမပြောနဲ့ကိုအရှင်းချင်းမပြောနဲ့ကောင်းပြီတဲ့အဲ့လိုပြောဆိုတဲ့အခါမှာနိုင်ငံရေးစကားရပြောဆိုကြတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်ရိုင်းဆိုင်နဲ့ပြောဆိုတဲ့စကားလုံးတွေကြမ်းတမ်းတဲ့အမူအရာတွေစကားလုံးတွေနဲ့သူများမရှိတဲ့အဖြစ်ကိုပြောကိုရှိတဲ့အဖြစ်ကိုဖုံးစကားလုံးတွေနဲ့ရိုင်းဆိုင်ဆဲဆိုတာတိုင်းထွာတာတွေဒါတွေဟာအင်မတန်အဓိပ္ပာယ်မဲ့တဲ့နော်အဲ့တော့တနည်းပြောတော့တိုင်းပြည်ကိုကောင်းအောင်လုပ်မဲ့နိုင်ငံအရေးကောင်းအောင်လုပ်တဲ့သူမဖြစ်နိုင်ဘူးတဲ့ဒါတွေဟာစိတ်ဓာတ်အစင်တန်အင်မတန်နှိမ့်နဲ့အောက်တန်းကြတဲ့လုပ်ရက်တွေဖြစ်တယ်ဒါကြောင့်မလို့နိုင်ငံရေးကိုလုပ်ကြတဲ့လူတွေနိုင်ငံအရေးကိုလုပ်ကြတဲ့လူတွေကိုယ့်ရဲ့ကိုယ့်ဒေသကတိုင်းသူပြည်သားတွေတို့စနစ်ဆိုးအောက်ကလွတ်မြောက်အောင်ကြိုးစားကြတဲ့လူတွေဟာစကလုံးရိုင်းဆိုင်စွာပြောဆိုတာတွေနော်ဗဇက်ကတော့နုနုညံ့ညံ့ပြောတယ်ပေါ့လေစိတ်ထားတွေကကိုယ့်အချင်းချင်းတွေပေါ်ပျက်စီးစေခြင်းနဲ့ဖျက်ဆီးခြင်းနဲ့အတွင်းစိတ်ဓာတ်တွေကိုလည်းဖယ်ရှားဖို့လိုအပ်ပါတယ်အပြင်ဘက်ကကိုမှုနှုတ်မှုရိုင်းဆိုင်တာကိုလည်းရပ်တန့်ဖို့လိုအပ်တယ်လို့ဗဇက်ကချိုပြောပြီးတော့ကိုယ်အကျိုးစီးပွားကြည့်ပြီးတော့မှအချင်းချင်းနင်းချခြင်းနဲ့အတွင်းထဲကစိတ်မိုက်စိတ်ရိုင်းစိတ်အောက်တန်းစားတွေကိုလည်းပဲဗဇက်ကချိုပြောပြီးတော့စိတ်အောက်တန်းစားစိတ်ရိုင်းတွေကိုလည်းဖယ်ရှားနိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ဗဇက်ကချိုလိုနှလုံးသားကလည်းချိုများဖို့လိုအပ်ပါတယ်ဗဇက်ကကလုံးကြမ်းမယ်ဆိုရင်တော့မှစကလုံးရတခါလေးနော်မာထန်ပြောမိမယ်ဆိုရင်တော့မှသူ့အကျိုးစီးပွားကိုအကျိုးစီးပွားကိုပျက်စီးမှကြောက်လို့ပြောတဲ့စကားမျိုးသာလည်းဖြစ်ဖို့လိုအပ်လာပါတယ်သားသမီးကမိဘကိုငေါက်တဲ့ခါမှာអော်တဲ့ခါမှာဆိုကြပါစို့ကလေးတယောက်ကမိဖို့နာကတ်သွားတယ်မိဘကလည်းတော့ရလေးဆိုတော့ထမင်းဟင်းချက်နေတယ်ပေါ့နော်ထမင်းလေးနဲ့ချက်နေအဲ့လိုချက်နေတဲ့ခါမှာမိဘကဟင်းလေးပါလေးချက်ဖို့ထမင်းအိုးလေးမီးတည်ထားတဲ့အချိန်မှာကလေးကထမင်းစားလေးကိုမမြင်ဘူးတော့မီးလေးမြင်တော့သွားဆွဲတဲ့ခါမှာသားလေးပူသမီးလေးပူတို့ငယ်ငယ်တော့ဒီလိုလေးပြောတယ်ကြားဘူးလေဒါဥမာလေးပေးတာအဲ့တော့ကလေးကမရဘူးမရတဲ့ခါကျမိနာသွားပြီးတော့ကိုကဒီဘက်ကဟင်းချက်စရာလုပ်နေတော့ तू ကမိဖို့နာရုပ်တဲ့နော်လေးဘက်ကုံမီရောက်တော့ထင်းစာဆွဲတဲ့ခါကျတော့မိဘရဲ့ဒီကလေးပြောမရဘူးဆိုပြီးတော့အိမ်စာဆွဲပြီးတော့ပြန်ဆိုကလေးကိုတင်မရိုက်တာအဲ့တော့ဒီကလေးတော်တော်စိုးတဲ့ကလေးပြောမရတဲ့ကလေးပေါ့ဗဇက်ကလည်းမြေတွန်းတောက်တီးပြီးတော့နော်ဒေါနဲ့မော်တဲ့ကလေးကိုတင်မရိုက်တာအဲ့တော့ကလေးကအော်ငိုတာပေါ့ဒါဆိုကောင်းပြီမိဘကကိုသားလေးကိုရှစ်တာပဲသမီးလေးကိုရှစ်တာပဲဘာလို့ဒီလောက်ကြီးရဲရတာလဲဆိုတဲ့ခါမှာရုပ်တရက်ကလေးကစိုးမလို့စကလုံးအဖြစ်နားမလဲသေးတဲ့အရွယ်မှာနော်ဒီမီးကိုကင်လို့ရှိရင်လက်ကိုလောင်သွားတဲ့ခံရမဲ့ဒုက္ခကိုမျက်နှာကိုထိပြီးတော့ကိုယ်ထိပြီးတော့လောင်သွားမဲ့ဒုက္ခကိုသားသမီးလေးမရောက်စေချင်လို့နောက်မှလည်းဒီလိုမျိုးမိဆိုရင်သွားမကင်ရအောင်လို့ရိုက်လိုက်ရတာတွေပြုတ်လိုက်ရတာတွေရှိပါတယ်ဒါကြောင့်မလို့အဲ့လိုပဲဦးဇင်းတို့ဆိုလိုတာကအခုမှစကလုံးအဖြစ်ကိုရှင်းချင်းနေပြောမှဆိုမှရှိတယ်ဆိုတာလေစကလုံးအဖြစ်ကိုအဖွဲ့အစည်းချင်းနေအာဏာရှင်လက်အောက်မှာနော်အချိန်မိုးမခံရအောင်လို့ဒုက္ခမရောက်အောင်လို့ဘုံကျဲတာလွတ်အောင်လို့ဟာမင်းတို့ဘယ်လိုဖြစ်နေလဲမင်းတို့မြန်မရှောင်ဘူးလားဒါတွေရောက်တော့တည်းမပေးဘူးလားစသည်အဖြစ်ဒီလိုပြောရဲဆိုတဲ့စကလုံးကျမ်းနေရတော့ဖြစ်ပြဿနာမရှိလာပါဘူးသို့တော့အကျိုးလိုလားပြီးပြောတဲ့စကလုံးကျမ်းသည်လောကအတွက်ချမ်းသာဒုက္ခရပါတယ်အကျိုးလိုလားပြီးတော့ချိုးသားပြောတဲ့စကားကလည်းလောကအတွက်ပိုကောင်းပါတယ်သို့တော့အကျိုးကိုသူ့အကျိုးကိုချင်းချင်းနေအကျိုးကိုပျက်စီးစေရင်စိတ်နဲ့ချိုးသားပြောတာလဲဒါယုံမှမှုဖြစ်ပါတယ်အဲ့တဲ့ဆိုတာကစိတ်ထဲကလည်းယုံပါတယ်စကလုံးကလည်းမောက်မှရိုင်းဆိုင်ချင်းချင်းတွေပေါ်မှာကြမ်းတမ်းတယ်ဆိုရင်တော့ဒါတော်လှန်ရေးနိုင်ငံရေးလောက်တာမဖြစ်နိုင်တော့ဘူးဒါတက်မဲ့ရိုင်းဆိုင်ယုံညံ့ခြင်းသာလေဖြစ်လိမ့်မယ်ဆိုတာလည်းပဲတော်လှန်ရေးမှာယနေ့မှာပြင်ဆင်ရမယ့်အချက်တွေဖြစ်ပါတယ်ဒါတွေကိုမပြင်ဆင်နိုင်မဲတော့ငါတို့ရဲ့နိုင်ငံရဲ့တော်လှန်ရေးအနာဂတ်ဒါကိုယ်စိတ်ဓာတ်တွေကိုမပြင်ဆင်နိုင်မဲနဲ့ကိုယ့်ရဲ့အစင်တန်းနိုင်နေတဲ့စိတ်အည်သွေးတွေကိုစူးစမ်းပြီးတော့မြင့်မားလာအောင်မလုပ်နိုင်မဲနဲ့တော့ငါတို့တော်လှန်ရေးမှာတယောက်နဲ့တော့ညီညွတ်အောင်ချစ်ဆက်နိုင်အောင်ပေါင်းစည်းနိုင်အောင်နော်ပူးပေါင်းနိုင်ခြင်းတွေအကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကြည်ခြင်းတွေကိုယ့်တော်လှန်ရေးအကျိုးစီးပွားအဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားတွေကိုကြည်ခြင်းတွေမဖြစ်နိုင်ပါဘူးနော်အဲ့တော့ပြည်သူလူထုရဲ့အကျိုးစီးပွားလို့ပြောပြီးတော့ပြည်သူသာပဓာနာဆိုတဲ့စကားလုံးကိုငါတို့ခေါင်းဆောင်တော်ဆန်းစုကြည်သုံးခဲ့တာတွေကိုသုံးပြီးတော့မှကိုကျိုးစီးပွားတွေကိုပဲနောက်ကလုံနေပါလိမ့်မယ်ယနေ့တော်လိုင်းလေးနှစ်ကြာကာလာတဲ့ခါမှာယနေ့ဖီယိုဖျဲနဲ့တချို့သောတော်လိုင်းမှာဖြစ်နေတဲ့အခြေအနေတိုင်းသူပြည်သားတွေအားလုံးလည်းသိထိုကဲ့သို့ဖြစ်နေရတာတွေဘာကြောင့်လို့ဟုတ်တယ်ကိုကျိုးစီးပွားကိုရှေ့တန်းတင်လို့နောက်တစ်ခါတစ်ဖက်ဖွဲ့စည်းပေါ်မှာနာမည်အဖြစ်ကြော်ကြားသည်ဖြစ်စေပြည်သူအဖြစ်နာမည်ထွက်သည်ဖြစ်စေဟုတ်လားသူကျိုးစီးပွားရသည်ဖြစ်စေအသိပညာလဲပြီးတော့ကိုတော်လိုင်းဖွဲ့စည်းပင်ရသွားတာပဲဒီလိုမလာလို့တဲ့စိတ်တွေနဲ့တွန်းချမှုတွေကြောင့်ငါတို့တော်လိုင်းရေးကြာနေတာကိုငါတို့တော်လိုင်းရေးကအထက်ကောအောက်ကောအလဲကောအားလုံးနော်အောက်ခြေတိအားလုံးအထက်ကနေအားလုံးသိမြင်နားလည်ဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ကိုပတ်ဝန်းကျင်ကိုကောင်းကျင်လားကိုစိတ်ကိုပြင်ပါနော်နောက်တစ်ချက်ကကိုတော်လိုင်းရေးကိုအားလုံးညီညွတ်စေချင်တာကောင်းစေချင်လားတော်လိုင်းခေါင်းဆောင်နေတဲ့လူကအစခရိုင်အဆင့်တိုင်းအဆင့်မြို့နယ်အဆင့်အောက်ခြေအဆင့်နော်တော့ NUG အောက်မှာချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေတော်လိုင်းစုပ်တွေအာဏာချင်းစနစ်ဆိုးကြာဆုံးအောင်တိုင်းသူပြည်သားတွေထုံမတရားမှုကလွတ်အောင်သွားနေတယ်ဆိုရင်ငါတို့ရဲ့စိတ်ဓာတ်တွေကိုအဲ့လိုအစအဆုံးစ조사ပြီးတော့ပြုတ်ပြင်နိုင်ကြဖို့အထူးလိုအပ်ပါတယ်အဲ့စိတ်ဓာတ်ကိုပြုတ်ပြင်နိုင်ရင်ယနေ့အာဏာရှင်2025အတွင်းမှာအကောင်းဆုံးဖြစ်အောင်
ဖြည့်ဆည်းမှုတရားနဲ့စူးစမ်းပြီးသွားနိုင်မှာပါယနေ့အေးစူးစမ်းလို့ကချင်စူးစမ်းလို့ချမ်းမြောက်စူးစမ်းလို့ဥပမာပေါ့ချင်းစူးစမ်းလို့ကရင်စူးစမ်းလို့နော်ကရင်ခေါင်းဆောင်တွေတချို့ကောင်းကောင်းမွန်မွန်စူးစမ်းပေးလို့ယနေ့ငါတို့တော်လှန်ရေးကဘာပဲဖြစ်ဖြစ်အခက်အခဲတွေကြက်တဲ့တွေကြာဆုံးမှုတွေဘလောက်ပဲကြီးကြီးနော်တော်လှန်ရေးကိုအာဏာယူပါအနိုင်မယူနိုင်မဲနဲ့ငါတို့တော်လှန်ရေးဟာချစ်ဆက်နေပါတယ်အဲ့လိုချစ်ဆက်နေတာကိုလည်းပဲပြည်တွင်းပြည်ပမှာဘလောက်ပဲစိုးကျိုးတွေချိငါတို့တော်လှန်ရေးမှာအသက်တောင်ပေးတဲ့သူတွေရှိတာအခက်အခဲတွေကြက်တဲ့တွေဆိုတော့အသိပညာပေါ်မှာမီဒီတဲ့နော်ကိုချိုးကြည့်တာတွေလည်းရှိနေမယ်ဒါပေမဲ့အသက်ပေးဖို့ပေးပြီးတော့ငါတို့တိုင်းသူပြည်သားတွေလွတ်မြောက်အောင်ဘာသာမျိုးလူမျိုးလွတ်မြောက်ရအောင်တွားနေတဲ့လူငယ်တွေလည်းရှိတယ်ဒါငါတို့ဟာအသက်တွေဘဝတွေတော့မှသူတို့ပေးနေတယ်ငါတို့စ조사ပြီးတော့တကယ်စ조사ပြီးတော့ကိုချိုးမကြည့်တဲ့နေရာတွေကိုစ조사ပြီးတော်လှန်ရေးတွေအကောင်းဆုံးဖြစ်နေအောင်ငါတို့ပံ့ပိုးကူညီမယ်ဆိုတဲ့စိတ်ဓာတ်တွေကိုလည်းပဲပြည်တွင်းပြည်ပကနေပြီးတော့ဘလောက်ဘေးတွေဆိုးကျိုးတွေရှိကြည့်ဆက်လက်ပြီးတော့ဆောင်ရွက်ပေးနိုင်ကြဖို့လဲဦးဇင်းတို့တိုင်းပြည်လွတ်မြောက်ရေးအတွက်အာဏာရှင်စနစ်ဆိုးကလွတ်မြောက်ပြီးတော့တရားဥပဒေတွေမြတ်တာရေးအနာဂတ်နိုင်ငံတော်ကောင်းမြတ်ရေးအနာဂတ်ငါတို့မျိုးဆက်တွေလွတ်လပ်ပြီးတရားမျှတတဲ့နိုင်ငံတစ်ခုတည်ဆောက်နိုင်ရေးအတွက်အထူးပဲမေတ္တာရက်ခံတိုက်တွန်းရပါတယ်ဒါကြောင့်မလို့ငါတို့ရှေးကဗုဒ္ဓဘာသာမှာဖြစ်ယနေ့ဆရာသမားတွေဆိုကြတဲ့ဗုဒ္ဓရဲ့အဆုံးအမတွေဆရာကောင်းသမားကောင်းတဲ့အဆုံးအမတွေရှိပါတယ်ကောင်းပြီဘာဆိုတာလဲဆိုတဲ့အခါကျတော့လူတယောက်ကိုတဲ့နော်အစိတ်ခတ်လိုက်တယ်အစိတ်ခတ်ပြီးတတ်တယ်ပေါ့ကွာနွားလုံးနဲ့အစိတ်နဲ့ရောတတ်လိုက်တယ်နော်ထမင်းထဲမှာအစားတောက်ထဲမှာအစိတ်ကိုရောတတ်လိုက်တယ်လူတယောက်စားမိတယ်မိသားစုတစုစားမိတယ်ကျောင်းမှာအခုကျောင်းတစုတစ်ဖွဲ့စားမိတယ်ဟုတ်တယ်အစိတ်ခတ်လို့အဲ့လူကသေသွားတယ်တဲ့ဒါသူများကိုအစိတ်ခတ်တယ်ဆိုတော့တော်တော်ယုံညံ့တဲ့အောက်တန်းကြတဲ့စိတ်ပဲလို့ငါတို့အားလုံးကပြောကြမှာပါဘယ်သားဝင်ဘယ်လူမျိုးဆိုပြောကြမှာပါဟဲ့ဒီလောက်ပဲယုံညံ့လားဟဲ့အစိတ်ခတ်တယ်ဆိုတော့နော်အစားထဲမှာအစိတ်ခတ်တယ်ဆိုတော့ဒီလောက်ယုံညံ့လားလို့ပြောဟုတ်တယ်နော်အစားထဲမှာလူတယောက်ကိုအစိတ်ခတ်လိုက်တာတဲ့နော်ဘာသာတရားတွေမှာအတွေးခေါ်ယူဆမှားတယ်နော်လူတယောက်ကိုတကယ်စိတ်ပိုင်းဆိုင်ရာအရာချမ်းသာဒုက္ခမရစေတဲ့နော်ဆင်းရဲဒုက္ခဖြစ်စေမဲ့လူတကယ်လဲကိုယ်တိုင်လဲကျင့်သုံးထားတာလည်းမဟုတ်တဲ့ကိုယ်တိုင်လဲမှန်စွာမသိဘဲနဲ့ကိုယ်တိုင်လဲလွတ်မြောက်မှုကိုမရသေးဘဲနဲ့သူများကိုတကယ်လွတ်မြောက်မှုရမယ်ဆိုပြီးတော့နော်အဲ့တော့ဘာသာရေးသူများဘာသာကိုပုတ်ချကိုယ်ဘာသာကိုမြင့်တင်ကိုယ်နောက်လိုက်လေးတွေလက်ကုပ်တီးအောင်သူများဘာသာကိုအပြစ်ပြောပြနောက်တစ်ခုကအဲ့လိုပေါ့ဒကာဓမ္မကိုတနည်းပြောရင်တော့ဘာသာရေးကပြောရင်မြောက်ဟောငရဲနဲ့ရှောက်ငရဲကြလိမ့်မယ်လို့ရှောက်နတ်ပြည်ရနိုင်တဲ့ဒီလိုပေးကမ်းဆိုကြရင်လို့မြောက်အဲ့တော့ပေးကမ်းခြင်းရဲ့အကျိုးဟာအပေးကမ်းခံရတဲ့လူလည်းချမ်းသာဒုက္ခရတယ်လို့ပေးကမ်းနိုင်လိုက်တဲ့စိတ်မှာလည်းပဲတစ်ပတ်တော့ချမ်းသာရင်လည်းမေတ္တာစိတ်မှာရတယ်အဲ့မေတ္တာရဲ့အားတွေကပဲနောက်မှာကိုယ့်ကိုဘေးအန္တရာယ်လွတ်အောင်နောက်ကိုယ့်ရဲ့အကျိုးစီးပွားတွေကိုပို့ပြီးတော့တိုးတက်အောင်ဒီစိတ်အင်အားကပေးလိုက်တဲ့စေနာအားကစိတ်အင်အားကြီးထွားလာပြီးတော့ပိုကောင်းမှုတွေကိုစိတ်အင်အားတန်မာလာပြီးတော့ပိုလုပ်လို့ရတယ်လို့လက်တွေ့မျက်တွေ့ဖြစ်တဲ့တန်ဋိဋ္ဌိကအာကာလိကတရားကိုမတင်ကြားကြပဲနဲ့နော်အဲ့တော့နောက်ဘဝမှာနတ်ပြည်ရမယ်နောက်ဘဝမှာငရဲကြမယ်ဆိုတဲ့ငရဲနဲ့ရှောက်နတ်ပြည်နဲ့မြောက်အကြောက်အမျှော်တရားတွေသိပြီးနောက်ဘဝမှာရောက်မှန်းမသိရောက်မှန်းမရောက်မှန်းသိတဲ့အရာတွေနဲ့ထောက်ပြပြီးတော့ဘာသာရေးမှာအဲ့လိုလုပ်တာလည်းပဲဦးဇင်းတို့လူကိုအစိတ်ခတ်တာတဲ့နော်အတွေးခေါ်အယူဆအမှားတွေကိုသင်ကြားတာဒီနော်အဲ့ဒါလူတွေကိုနော်အဲ့တော့ပို့ပြီးတော့အစိတ်ခတ်တာပို့ဆိုးတယ်လို့ဘာသာရေးမှာသင်ပါတယ်ဒါကြောင့်မလို့လက်တွေ့မျက်မြင်ဖြစ်တဲ့တကယ်လူကိုချမ်းသာဒုက္ခရစေတဲ့လူကိုဆင်းရဲဒုက္ခကလွတ်သွားစေတဲ့အသိပညာတွေကိုသင်ကြားဖို့လိုအပ်ပါတယ်ဒါငါတို့နိုင်ငံဟာယနေ့မတရားတဲ့လူတစုတွေရဲ့နော်လက်နက်ကင်ပြီးအနိုင်ကျင့်နေတဲ့သူတွေရဲ့နော်တိုင်းပြည်မှာမလွတ်လပ်မှုတွေမရအောင်ဒီလိုဆင်းရဲဒုက္ခအထွေထွေအကြက်တဲတွေတိုင်းပြည်မှာ၄နှစ်ကျော်၅နှစ်ကာလတွေ့ကြုံအောင်ဖြစ်တယ်ဆိုတာဟာလူတစုရဲ့ယင်ထဲမှာလက်နဲ့အာဏာနေရာရှိတဲ့သူတွေယင်ထဲကနော်အတ္တမာနတွေတကူကောင်းဆံမှုတွေကြောင့်ယနေ့တွေ့ကြုံနေရတာထိုအရာတွေကိုငါတို့ဟာငါတယောက်တည်းကောင်းနေလို့မပြီးဘူးငါမိသားစုတူတူလည်းကောင်းနေမှာငါတို့ရဲ့ရွာတခုလည်းကောင်းနေလို့မပြီးဘူးငါတို့မြို့နယ်ငါတို့ခရိုင်ငါတို့တိုင်းငါတို့တနိုင်ငံလုံးငါလူမျိုးငါဘာသာတခုလည်းကောင်းလို့မရဘူးဘာသာမြေလူမျိုးမြေနိုင်ငံသားတိုင်းတော့အားလုံးကောင်းမှဘာသာမြေအားလုံးဝိုင်းဝန်းညီညွတ်ပြီးတော့မှဒီမတရားမှုငါမထီလို့ဆိုပြီးတော့ငါနေလို့မရဘူးငါမထီဒီမတရားမှုဖြစ်လာရင်ငါ့ကိုထီဖြစ်စေမထီဖြစ်စေဒီမတရားမှုကိုငါတို့ကရက်တောက်အောင်ပြောဆိုရမယ်ဆိုတော့ဝိုင်းဝန်းလှုပ်ဆောင်နိုင်တဲ့အမှန်တရားကိုမျက်နှိုးတဲ့စိတ်တွေရှိဖို့လိုအပ်ပါတယ်အဲ့လိုစိတ်ဓာတ်တွေနဲ့အခုဝိုင်းဝန်းကြိုးစားကြမယ်တွားကြမယ်အဲ့တော့ခေါင်းဆောင်မှုတွေယနေ့လူဦးတော်လိုင်းမှာခေါင်းဆောင်မှုတွေအားနည်းနေတယ် NUG ဆိုရအနေနဲ့တကယ့်ကိုအားနည်းပါတယ်ဒါအမှန်တရားပြောတာပါနော်အမှန်တရားကိုပြောတာပါတကယ်လက်တွေ့လှုပ်ဆောင်ရမယ့်အစားယနေ့ရှေ့ထွက်လာပြီးတော့အခုဆိုကြပါစို့ဘုန်းကြီးတွေလိုဩဝါဒပေးသလိုလိုနိုင်ငံရေးအခြေပြမင်းကွန်းပြောသလိုလိုတောပြောတောင်ပြောတွေပြောထွက်သွားတဲ့အဖွဲ့အစည်းတွေကွာထွက်သွားတဲ့အဖွဲ့အစည်းတွေမထွက်အောင်တားဆီးရမှာလေကိုယ့်အောက်ကိုမဝင်လို့ဆိုပြီးတော့တခါပြောဟိုးတော်လိုင်းရေးစာတွေက2021 2022တရားဟိုစကိုင်းဒေသကနေပြီးတော့အဖွဲ့တွေတော်လိုင်းရေးဘူးဆွဲတွေတော့တရင်တရင်မှာသူတို့220 218ရောက်ဖွဲ့စည်းပုံတွေနဲ့တင်ရမယ်ဆိုလို့ငါတို့ကိုယ်တိုင်ပြောပြီးတော့ဆက်သွယ်ပြီးတော့အောက်ခြေဖွဲ့တွေနဲ့တင်ပေးတယ် NUG MOD ကိုတင်ပေးတယ်အဲ့တော့ဒါတွေကိုလက်မခံမှု3-4လနဲ့လက်မခံ5-6လနဲ့ဟာဘုံဘလို့တော့လှုပ်ပေးပါအောင်အားလုံးဟိုကနေပြောဒီကနေပြောအဲ့တော့ကိုကနေဝင်ကြီးဌာနဟဲ့မင်းတို့ဘလို့ဖြစ်နေရတော့ဒါတွေလက်မခံတာဆိုတော့စီစဉ်နေလို့ပါဗျာဟာမင်း6လတနည်းရှိနေတဲ့စစ်တုံးလားဒီလိုတွေပြောတယ်ပေါ့နော်နောက်ဆုံးတနေ့တော့
အောက်ကသူ့လူငါလူမွေးထားပြီးတော့ဟိုဘက်လက်မခံနဲ့ဒီဘက်လက်မခံနဲ့ဆိုတော့လက်မခံခဲ့ဘူးနောက်ဆုံးတော့ပြောတဲ့ခါကျလက်နဲ့ရိတ်ခါမပေးနိုင်မဟုတ်ဘူးလက်နဲ့ရိတ်ခါမပေးနိုင်သည်ဖြစ်စေအားလုံးကလည်းသိတယ်ဒါပေမဲ့ကိုယ့်ရဲ့အစိုးရကိုယ့်ဝင်ကြီးဌာနငါတို့အသိမှတ်ပြုလက်ခံထားတယ်ဆိုတဲ့အခါမှာအောက်ခြေကဝမ်းမြောက်ဝမ်းသာဖြစ်တာပေါ့ဒီစိတ်ကိုမင်းတို့နားလည်ပြီးတော့မှအဲ့ဒါကိုလက်ခံပြီးတော့ထားကြမပေးနိုင်သေးတော့ရိုးရိုးပြောပေးနိုင်သေးတော့ပေးပေါ့တော့ပြည်တွင်းပြည်ပလူရန်တဲ့ငွေနဲ့ဒါလိုပြောတော့လည်းပဲဒါကိုလက်မခံခဲ့ကြတဲ့အောင်အောက်ခြေမှာအဖွဲ့အစည်းတွေပြက်ခဲ့တာကိုမင်းတို့အစိုးရအဖွဲ့ထဲမှာထထပြောနေတဲ့ကောင်တွေအဲ့တော့ NUG ကိုပြောတာပါမင်းတို့သိဖို့လိုတယ်နော်အခုချိန်ကျမှထွက်တဲ့ဖွဲ့တွေလည်းထွက်တဲ့ဖွဲ့တွေကိုအခုအသက်တွေဘွားတွေပေးခဲ့ကြတဲ့ကလေးတွေနော်အိုးအိမ်ဆွခဲ့ကြတဲ့ကလေးတွေမင်းတို့ကပန်ကန်အောက်မှာအဲယာကုန်းအောက်မှာပြောရတာလွယ်တယ်ဟိုမှာတကယ်ကိုတော့ချင်းမိတ်တော့မိုးရင်းဆိုချင်းကိုက်မဲ့ကိုက်ငပြားဖြစ်ຫນွေဆိုလို့ရှိရင်ပူလို့အိုင်လုံးလို့တနက်ကြီးကိုကြောက်ရတာတမျိုးနောက်ကြီးရှေ့ကြီးကြောက်ရတာတမျိုးနဲ့ရှေ့မှာသွားနေတဲ့ကလေးတွေကအခက်ခဲတွေစောင်းနေတော့မထောက်ပံ့နိုင်လို့ထွက်တဲ့အခါမှာသူတို့ဘောက်ရအောင်ရှာတော့မယ်ဆိုပြီးတော့ရအောင်ပြုမယ်တတ်တော်လိုင်းရတူပြီးသွားတာလည်းမဟုတ်ဘူးဒီအာနာရှင်စနေဆိုးကိုပဲတိုက်မှာပဲသို့တော့တတ်ဒီထောင်တော့မယ်ဆိုတဲ့အခါမှာအပြစ်တွေလို့ထွက်သွားတဲ့သူတို့အပြစ်တွေပြောနောက်ပြန်ဝင်လာမဲ့အဖွဲ့တွေကအများကြီးတယ်ဘယ်အဖွဲ့တွေလုံးလုံးငါပြောချင်တာနော်မင်းတို့ EAO ဆိုတဲ့အဖွဲ့အစည်းတွေပေါ်မှာလဲမင်းတို့တကယ်တမ်းမဟာမိတ်ပြည့်အောင်တကယ်ချင်းနေ၄နှစ်ပြည့်မင်းတို့မကြိုးစားနိုင်ဘူးဒါအမှန်တရားကိုငါတို့ပြောပြတာနော်မင်းတို့မကြိုးစားနိုင်ဘူးဆိုတော့အဲ့လိုတွေမကြိုးစားနိုင်မဲနဲ့ယနေ့ဖွဲ့ထွက်သွားတဲ့ကလေးတွေကိုအသက်ပေးနေတဲ့ကလေးတွေကိုပြစ်ပြောသလိုလိုဝင်လာမဲ့ဖွဲ့တွေအများကြီးဆိုပြီးတော့ပြည်သူတွေကိုလိန်လေလှည့်ပြားမှုတွေမလုပ်ပါနဲ့အစောနာပြောလို့ပဲနော်လူတစုလူတဦးကိုအစိတ်ခတ်တတ်ရင်ရုံညံ့တယ်လို့ပြောတယ်အဲ့တဲ့ဆိုတာကနော်အစောနာပြောလို့ငရဲနဲ့လျှောက်နတ်ပြည်နဲ့မြောက်ပြီးတော့လက်တွေ့ကျင့်သုံးရမယ့်တရားကိုနော်ဒါနပြုရင်ချက်ချင်းချမ်းသာတာကိုမှုနှမှုဆောင်တဲ့လက်ကျချမ်းသာတာသူများကိုချမ်းသာတဲ့စိတ်ဟာကိုယ့်ကိုအရင်ချမ်းသာတာသူများကိုပေးတဲ့ပစ္စည်းဟာအပေးခံတဲ့လူကနောက်မှရတာပေးတဲ့သူကစိတ်မှာနော်တပတ်တော့ချမ်းသာခြင်းနဲ့ဒုက္ခလွတ်မြောက်ခြင်းနဲ့စေနာရဲ့အကျိုးကစိတ်မှာအရင်ရတာလို့နော်တကယ်သိအောင်သင်ကြားခြင်းဆိုတဲ့နော်လက်တွေ့သင်ကြားခြင်းတွေဟာဒါဘာသာရေးမှာတကယ်အမှန်တရားဆင်းရဲဒုက္ခလွတ်မြောက်တဲ့လက်တွေ့မျက်မြင်ချမ်းသာဒုက္ခရစေတဲ့အရာတွေဖြစ်တယ်အဲ့ဒါဟာဘာသာရေးကအစိတ်ခတ်ခြင်းကလွတ်မြောက်ခြင်းဖြစ်တယ်အဲ့တော့မင်းတို့လည်းငါပြောပြတာနောက်ဘက်မှာနတ်ပြည်နဲ့မြောက်ငရဲပြည်နဲ့လျှောက်တဲ့ဘာသာရေးအစိတ်ခတ်တယ်လို့ဘာသာရေးမိုင်းနေအတိတ်တယ်မဲ့တွေနော်ဘာသာရေးဘုန်းကြီးကသူ့အကျိုးစီးပွားရအောင်ဒကာဓမ္မကိုမြောက်ခပြည့်ဟောတယ်လို့အကြောက်တရားအမြောက်တရားနဲ့ဟောတယ်လို့အဲ့လိုလုပ်တာတွေကဘာသာရေးဆရာကောင်းမဟုတ်ဘူးဘယ်ဘာသာမှာပဲဖြစ်ဖြစ်အလကားဘာသာရေးကောင်းဆောင်နော်အဲ့ဒါတတ်မဲ့ကိုယ့်ရဲ့နောက်လိုက်တွေကိုနော်အယူဆအမှားအစိတ်ခတ်တယ်ခေါ်တယ်ကိုအကျိုးစီးပွားရကိုကြီးညိုပြီးရောဒီလိုဘာသာချင်းတွေမျက်မှန်စိမ်းတက်ပြီးတော့ရန်တိုက်တာတွေကအဓိပ္ပာယ်မဲ့တဲ့လုပ်ရက်တွေဖြစ်တယ်ငါတို့တိုင်းပြည်မှာအာဏာရှင်ကတိုက်ဘယ်လူမျိုးကတိုက်ဘယ်သူကတိုက်ငါတို့ဘယ်ဘာသာဝင်ဖြစ်ငါတို့လူသားတွေအချင်းချင်းဘယ်တော့မှအမုန်းပွားပြီးတော့အာဏာရှင်ကြိုက်မလုံးနဲ့မုန်းတယ်ဆိုတာကိုယ်နှလုံးသားထဲမှာစိတ်ပိုင်းဆိုင်ရာအရှုံးရခြင်းဖြစ်တယ်ဆိုတာကိုလည်းပဲငါတို့တိုင်းသူပြည်သားတွေအထူးနားလည်ဖို့သတိချက်ဖို့လိုအပ်ပါတယ်ယနေ့ NUG ဆိုရလူကြီးမင်းများအနေနဲ့လည်းငါတို့အစိုးရပါသို့တော်လည်းပဲမင်းတို့ဟာအဲ့တော့လူတယောက်ကိုစိတ်ခတ်တတ်တယ်လို့မင်းတို့ကတိုင်းသူပြည်သားတွေအပေါ်မှာမှန်မှန်ကန်ကန်ပြောပါမှန်မှန်ကန်ကန်လုပ်ပါပေးနိုင်တာကိုပေးနိုင်တယ်ပြောပါမပေးနိုင်တာကိုမပေးနိုင်ဘူးပြောပါငါတို့ရှိုးဒီခါးဒီမပြောဘူးနော်အဲ့ဒါကိုမင်းတို့ကထွက်သွားတဲ့ကလေးတွေကိုဖြစ်ပြောဝင်လာမဲ့ဖွဲ့တွေအများကြီးမင်းတို့တောပြောတောင်ပြောနေအေးရအောင်နဲ့မင်းတို့မဟာမိတ်လည်းမဖွဲ့နိုင်ဘူးမင်းတို့ဒီလိုတွေခက်ခဲတွေမင်းတို့ကိုယ်တိုင်ဗျံပရာတွေပြောပြီးတော့လူထုကိုလိန်ညာရဲဆိုတာအဲ့တော့ဘာသာရေးအစိတ်ကတ်တာတဲ့တနည်းပြောတော့လူတစုကိုအစိတ်ကတ်တာတဲ့နိုင်ငံရေးမှာဘာသာတိုင်းလူသားတိုင်းကိုဘာသာရေးဘုန်းကြီးတစ်ပါးသူ့ဘာသာဝင်ကိုစိတ်ကတ်ရင်သူ့တဘာသာဝင်ပဲအလိန်ခံရတယ်နိုင်ငံရေးမှာမှားယွင်းစွာတိုင်းသူပြည်သားကိုပြောဆိုတယ်လိန်ညာရဲဆိုရင်တနိုင်ငံလုံးအာဏာရှင်အောက်ကမလွတ်မြောက်အောင်လှည့်ပြားတာခေါ်တယ်တော့ပြည်သူလူထုမသိတဲ့လူတွေကငါ့ကိုယုံကြည်လာအောင်ဒီလူတွေမလှုပ်နဲ့ကွာဒီလူတွေမလှည့်ပြားကြနဲ့နိုင်ငံရေးမှာရိုးသားဆိုတာဒါပြောတာဒါကြောင့်ဥပဒေစကားနဲ့ချုပ်ရရင်တော့မင်းတို့နိုင်ငံရေးကနံပါတ်1မရိုးသားဘူးကွာနံပါတ်2ကျေးဇူးရှိတဲ့သူကိုကျေးဇူးရှိတယ်လို့မသိဘူးဒါကြောင့်မင်းတို့နိုင်ငံရေးကပြက်မှာပဲလို့ပြောတဲ့စကားတွေကမင်းတို့ဒီပုံစံနေနဲ့လုပ်နေလို့ကတော့ဒါဟာတိုင်းပြည်ကိုလှည့်ပြားခြင်းပြီလေအာဏာရှင်ကမတရားနိုင်ခြင်းပြီးရက်ဆက်စာတက်ယနေ့အခုဟိုမှာပေါ့ရုရှားတို့ဘာလို့သွားတကယ်အာဏာရှင်တပိုင်းဆိုင်နဲ့ပူပေါင်းလက်နက်တွေဝဲတိုင်းပြည်ဗန္ဒာနဲ့သူတို့ကချစ်ဆက်နေတဲ့အချိန်မှာငါတို့ကနော်မဟုတ်တဲ့မျောလင့်ချက်အမားတွေအတိတ်ပဲမဲ့တဲ့စကလုံးလိန်လည်မှုတွေနဲ့ပြည်သူကိုလိန်ညာနေဆိုရင်အာဏာရှင်နဲ့ဘာထူးမလို့ဒါကြောင့်လူတယောက်ကိုလူတစုကိုအစိတ်ခတ်လို့တတ်တာလူယုံမှာမြည်တယ်အဲ့လိုပဲဘာသာရေးတွေးခေါ်မှတွေနတ်ပြည်နဲ့မြောက်ငရဲပြည်နဲ့လျှောက်ပြီးတော့လက်တွေချမ်းသာစီတဲ့တရားကိုမဟောဘဲနဲ့နော်လက်တွေ့မျက်မြင်ကိုမဟောဘဲနဲ့အဲ့လိုလှည့်ပြားတာလည်းပဲဘာသာရေးအစိတ်ခတ်ခြင်းမြည်တယ်နိုင်ငံရေးမှာကြတော့တနိုင်ငံလုံးဘာသာဝင်အားလုံးနဲ့ဆိုင်တာမို့လို့တကယ်မှန်မှန်ကန်ကန်ချက်နဲ့ကိုအားနဲ့ချက်ကိုပြင်းတိုင်းပြည်တွေကောင်းအောင်ကိုယ်ရဲ့ပြုပြင်ကြိုးစားပြီးတော့ရှေ့ဆက်ပြီးတော့သွားဖို့မလုပ်ဘဲနဲ့နော်ကိုမားနေတာကိုမသိအောင်လူတစုကကိုယ်တိုင်လည်းထွက်ပြောအဲ့လူတစုကငွေပေးထားတဲ့လူနဲ့လူအုပ်နဲ့လိန်လဲဒါတွေကတန်ဖိုးမဲ့ခြင်းပဲဒါကြောင့်ငါတို့ကပြောပြတယ်
နော်တော်လန်တဲ့မီဒီယာတွေပေါ်မှာလည်းအစိုးရအနေနဲ့မင်းတို့ငွေပေးပြီးတော့မလုပ်ကြနဲ့အေးငါတို့မားလို့ရှိရင်မင်းတို့မီဒီယာတွေလည်းငါတို့ကိုပြောငါတို့ပြင်မယ်ပြောမဟုတ်ဘူးဆိုဟုတ်တယ်မဟုတ်ဘူးဆိုမဟုတ်ဘူးဟုတ်တယ်ဟုတ်ရင်ဟုတ်တယ်ဝန်ခံပြီးငါတို့တိုင်းပြည်တွေရှေ့ဆက်မယ်နော်အာဏာရှင်ဘက်ကအာဏာချက်အာသာချက်ကိုမင်းတို့မီဒီယာတွေကထောက်ပြဒီလိုသွားကြကိုကပြည်တွင်းပြည်ပလူတန်းလာလို့မီဒီယာတွေအတွက်လိုအပ်လို့နော်ကိုပေးနေတာလေးဆိုရင်ပေးလိုက်နော်အဲ့လိုပဲလာစဉ်ပုံမှန်ပေးတဲ့ငွေကြီးနဲ့ငါတို့အစိုးရမကောင်းပြောရင်နော်ကောင်းတာတွေကြီးတင်ပေးနော်ဟိုနားလေးဘယ်လိုဖြစ်လိုက်တယ်ဒီနားဘယ်လိုဖြစ်တယ်တင်ပေးပုံကြီးရှဲတဲ့သတင်းတွေတင်ပေးပြည်သူတွေကလက်ခံနိုင်တော့မလို့တပတ်ခံနိုင်တော့မလို့လေးနှစ်ကျော်လာပြီးထင်အောင်လုပ်အခုကျတော့ယနေ့တချို့မီဒီယာတွေကနာမည်တက်မပြောဘူးနော်ငွေပေးတာတွေလည်းအခု2025နဲသွားရောအခုဘယ်နာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တင်လို့အခုအမှန်ဒုက္ခဘယုဒုက္ခတွေဖြစ်နေပြီမို့လားအေးအဲ့ဒါကြောင့်မလို့ငွေဟာတော်လန်ရေးအတွက်ထောက်ပံ့ကောင်းတာမှန်တယ်ကွာအဲ့ငွေကိုဦးစီးပြီးတော့အသုံးပြုတဲ့သူတွေကစိတ်တက်ကောင်းဖို့လိုအပ်တယ်တိုင်းပြည်ရဲ့အကျိုးကိုလက်တွေ့မျက်မြင်ကိုကျိုးတိုင်းသူပြည်သားတွေရဲ့အကျိုးကိုနဲ့တက်တူချမ်းသာရင်တဲ့အကျိုးဖြစ်ဖို့လိုအပ်ပါတယ်အဲ့တော့ဒါကြောင့်အချုပ်စွာသည်ရှိသောလူတယောက်ကိုအစိတ်ခတ်တတ်ခြင်းသည်ယုံမှန်ခြင်းမြည်ပါတယ်လူတစုအဲ့လိုပဲဘာသာရေးယူဆမားတွေငယ်နဲ့ရှောက်နဲ့ပြင်းနေမြောက်ပြီးလက်တွေ့ချမ်းသာစေတဲ့အရာကိုမဟောကြားဘဲနဲ့လိမ့်လေလေပြားပြီးတော့ပစ္စည်းလေးပါရအောင်ငါဘာသာငါကြည်ညိုအောင်သူများဘာသာမုန်းလျော့ဟောကြားခြင်းတို့သည်ဘာသာရေးအစိတ်ကတာမလို့ဒုတိယပိုဆိုးတဲ့ယုံမှမှုမြည်ပါတယ်ယနေ့နိုင်ငံရေးမှာအာဏာရှင်ဒေါ်လာနေရတဲ့အချိန်မှာကိုယ့်ရဲ့ဒေါ်လာရေးဆိုးရရဲ့ဒေါ်လာရေးဘက်ကလိုအပ်ချက်အားနည်းချက်တွေကိုကိုယ်တိုင်ရောကိုယ့်ဖွဲ့စည်းတွေရောပြုပြင်ခြင်းမရှိဘဲနဲ့တိုင်းသူပြည်သားကိုတရင်မှာပေးပြီးတော့လိမ့်လေလေပြားလောက်ကြံခြင်းကိုယုံကြည်လို့ခြင်းသည်ပေါ်၍ရုံမှသောလုပ်ရတွေဖြစ်လို့ထိုလုပ်ရစိတ်ဓာတ်တွေကိုပြုပြင်ပြီးတော့မှတိုင်းသူပြည်သားတွေလွတ်မြောက်အောင်ကိုယ့်ရဲ့စိတ်ဓာတ်အညံ့တွေကိုပြုပြင်ပြီးတော့မှဒေါ်လာရေးကိုနော်တိုင်းသူပြည်သားတွေမတရားမှုကလွတ်မြောက်အောင်စူးစမ်းပြီးတော့စိတ်ကောင်းနှလုံးကောင်းတွေနဲ့ကိုယ့်ကိုယ်ကိုပြုပြင်ပြီးတော့မှညီညွတ်မှုရအောင်စူးစမ်းဆောင်ရွက်စနစ်ဆိုးအောက်ကလွတ်မြောက်အောင်ဆောင်ရွက်နိုင်ကြပါစေလို့တိုက်တွန်းလို့ဆိုရင်လည်းဦးစင်းရဲ့စကားကိုညီကုန်းချွတ်ပါတယ်ဆက်လက်ပြီးတော့ဥဒ္ဓမမေတ္တာကိုဖိတ်ခေါ်ပါတယ်ဗျာအမှန်ဗျာဖိတ်ခေါ်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဦးဇင်းတို့ဒီကနေ့ဒီတပတ်အတွင်းမှာဆိုရင်တော့အထူးသဖြင့်အမေရိကန်သမ္မတနဲ့ယူကရိန်းသမ္မတအမေရိကန်ခီးစဉ်မှာတွေ့ဆုံပြီးတော့သမ္မတရုံးခန်းထဲမှာပဲစကားအခြေတင်းနေဖြစ်တာတွေတွေ့ရတဲ့ဦးဇင်းတို့လည်းစိတ်မကောင်းမှုဖြစ်ရပါတယ်။ဘာကြောင့်မို့လဲဆိုတဲ့အခါရောက်တော့အကူအညီလာပြီးတော့တောင်းတဲ့ယူကရိန်းသမ္မတကတကယ့်ကိုအင်အားကြီးတဲ့အမေရိကန်သမ္မတမျိုးကိုတွားပြီးတော့ပြောဆိုတဲ့အခါမှာတကယ်ကိုလိုချင်တဲ့အကူအညီတွေဖြစ်တဲ့စီရေးအကူအညီတွေလူသားချင်းစာနာမှုအကူအညီတွေဒီအခွင့်အရေးတွေဆုံးရှုံးသွားတယ်လို့ပြောရမှာအဲ့တော့ယူကရိန်းကိုဒီကနေ့ထောက်ပံ့ကူညီမှုတွေဆိုရင်ဥရောပတစ်တိုင်းလုံးကူညီတာဟာအမေရိကန်ကူညီမှုထောက်ဝက်လောက်တော့မှမရှိဘူးတဲ့အဲ့ဒါကြောင့်မို့အမေရိကန်ရဲ့ကူညီမှုကအများကြီးဖြစ်တယ်ဒါကြောင့်မို့ဦးဇင်းတို့ကသမ္မတဒေါ်နယ်ထရန့်ကိုလည်းပဲဦးဇင်းတို့ကကြိုက်နေလို့ပြောခြင်းမျိုးမဟုတ်ပါဘူးရသင့်ရထိုက်တဲ့အကူအညီတွေမရတဲ့အခါရောက်တော့ဒါယူကရိန်းပြည်သူဆိုရင်36တန်းလောက်ရှိတာပေါ့ဒီထဲမှာစစ်ရှောင်နေရတဲ့ပြည်သူတွေဆိုရင်10သန်းလောက်ရှိတာပေါ့ဒီ10သန်းလောက်အကူအညီတွေဒါရက်ဆိုင်သွားတဲ့အခါမှာခက်ခဲတွေဖြစ်တာပေါ့အဲ့လိုဖြစ်ပြီးတဲ့အခါရောက်တော့ဦးဇင်းတို့အမေရိကန်ရဲ့ပါဝင်မှုမပါဘူးဆိုရင်မလွယ်ကူဘူးဆိုတာသိလို့ယူကရိန်းသမ္မတဇလန်စကီးကနေပြီးတော့ဒါမြေရှားတပ်ထုကိစ္စတွေပြန်ပြီးတော့စာချုပ်ချုပ်မယ်ဒေါ်နယ်ထရန့်ရဲ့ဥဆောင်မှုအောက်ကနေပြီးတော့ငြိမ်းချမ်းရေးလုပ်ဖို့အသင့်ရှိပါတယ်ဆိုပြီးတော့စကားတွေပြန်ပြောလာတာတွေ့ရတယ်ပေါ့ဒါကြောင့်မို့ဦးဇင်းတို့ကနောက်ွယ်အကျိုးဆက်တွေကိုကြည့်ရတာပါဒီတစ်ပတ်အတွင်းမှာပဲဦးဇင်းတို့မြင်းညံမှာဖြစ်သွားတဲ့ကိစ္စဆိုရင်လည်းပဲဘာလဲဆိုတော့မြင်းညံမှာစစ်ပွဲတိုက်ပွဲတွေဖြစ်တဲ့အခါမှာစစ်ကောင်စီဘက်က3ဦးကြတယ်ဦးဇင်းတို့ဒေါ်လာရေးအင်အားစုကရဲဘော်တယောက်ဒဏ်ရာရတယ်ပေါ့ဒီစစ်ပွဲကြောင့်မို့ဒီတိုက်ပွဲကြောင့်မို့ကျေးရွာပေါင်း6ရွာလောက်ကဒေသခံ9000လောက်ကဒါထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေမျိုးတွေဖြစ်တယ်အဲ့တော့ဦးဇင်းတို့အေးစက်မှုတွေနစ်နာမှုတွေဆုံးရှုံးမှုတွေ
တရားမမျှတမှုတွေကဦးဇင်းတို့တိုင်းပြည်မှာအများကြီးဖြစ်ရပါတယ်ဒါကြောင့်မို့ယူကရိန်းတို့ဖြစ်သွားတဲ့အခြေအနေမှာလည်းပဲတိုင်းသူပြည်သားတွေပဲဖြစ်ဖြစ်လိုအပ်တဲ့စီရေးအကူအညီတွေပဲဖြစ်ဖြစ်ရပ်ဆိုင်သွားမယ်ဆိုဟိုကအင်အားကြီးတဲ့ရုရှားရဲ့ကျူးကျော်စစ်တွေကပို့ပြီးတော့အန္တရာယ်များတယ်စိန်ခေါ်မှုတွေများတယ်လို့ပြောအောင်ပါဒါကြောင့်မို့ဦးဇင်းတို့ကဒီကနေ့ပြည်သူတွေရင်ဆိုင်နေရတဲ့ဒုက္ခတွေကတော်တော်ကိုများပြားပါတယ်အဲ့တော့အရင်တော့ကတော့2011စပြီးတော့လက်နက်ကင်ဆွဲပြီးတော့တော်လှန်ခဲ့တဲ့အချိန်မှာတော့ရှိတဲ့ကိုလက်နက်အင်အားလူသူအင်အားလေးနဲ့တိုက်ပွဲဝင်ရတဲ့အခြေအနေကြောင့်မို့ပြည်သူတွေထွက်ပြေးတိမ်းရှောင်လာတာဆိုတာအဲ့တော့ဒါဦးဇင်းတို့အထူးတလဲပြောနေစရာမလိုပါဘူးဒီနေ့ဒေါ်လာကြီးက၄နှစ်ကုန်ဆုံးပြီးတော့9နှစ်ထဲရောက်လာတဲ့အခါမှာရောက်တော့ဦးဇင်းတို့စနစ်တကျပြင်ဆင်ဖို့လိုအပ်ပါတယ်လူသူအင်အားအရာပဲဖြစ်စေလက်နက်အရာပဲဖြစ်စေတကယ့်ကိုစနစ်တကျပြင်ဆင်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့အရေးကြီးပါတယ်ဒီလိုမှမဟုတ်ဘူးဟဲ့ကိုရှိတဲ့ဟာလေးနဲ့သွားပြီးတော့လှုပ်တဲ့အခါမှာစစ်ကောင်စီဘက်ကဥမဲ့လေကြောင်းနဲ့ပုံကျက်တိုက်ခိုက်မှုတွေစစ်ကြောင်းအကြီးကျယ်ထိုးလာတဲ့အချိန်မှာကိုယ့်ရဲ့ဒေါ်လာရေးအင်အားစုတွေကလည်းပဲတိမ်းရှောင်လာတဲ့အနေအထားမျိုးဆိုရင်ဒေသခံပြည်သူတွေကအများကြီးနစ်နာမှုဆုံးရှုံးမှုတွေကနေ့စဉ်တော့ပါပဲဒီကနေ့မှဆိုရင်ဦးဇင်းတို့အညာမြေဘက်မှာဆိုရင်ကိုဒေါ်လာရေးအင်အားစုတွေကတိုက်ပွဲတွေကိုစနစ်တကျအလုံးမလုံးနိုင်သေးတဲ့အခါမျိုးမှာစစ်ကောင်စီဘက်ကနေပြီးတော့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကနေ့စဉ်လိုဦးဇင်းတို့ဒါကြုံတွေ့နေရတာပါပဲအဲဒီတော့ဒီတစ်ပတ်အတွင်းမှာဆိုရင်ကိုအညာပြည်သူတွေကဒါ30ကျော်ထက်မနည်းသေဆုံးတယ်လို့ပြောအောင်ပါပဲတစ်ပတ်ကဦးဇင်းတို့နောင်ချိုဘက်တောင်ပလောင်ရဲ့အုပ်ချုပ်နယ်မြေတွေနေ့စဉ်နဲ့အမျှနေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြုံတွေ့နေရတယ်တစ်ပတ်ကစစ်ကောင်စီကဒီကနေ့ဆိုရင်ဒရုန်းတွေအမြောက်များနဲ့ပြင်ဆင်ပြီးတော့အလုပ်လုပ်လာတာတွေ့ရတယ်ဦးဇင်းတို့အခုမြစ်ကြီးနားဘက်ပဲဖြစ်ဖြစ်ပေါ့ဗမော်ဘက်ပဲဖြစ်ဖြစ်ပေါ့နေရာစုံလိုကကရင်ဒီတိုက်ပွဲတွေပဲဖြစ်ဖြစ်တော်တော်များများဒရုန်းနဲ့ခြေမုံမှုတွေရန်သူဘက်ကလည်းများလာတာတွေ့ရတယ်။ဒါကြောင့်မို့ဦးဇင်းတို့စနစ်တကျပြင်ဆင်မှုတွေခိုင်ခိုင်မာမာကြစ်လက်ဖြစ်နိုင်အောင်လှုပ်ဖို့ကတော့အင်မတန်အရေးကြီးနေတဲ့ကာလမျိုးဖြစ်ပါတယ်။အဲဒီတော့ရှေ့မှာလည်းဆရာတော်ဥဝိုင်မှာပြောသွားသလိုညီညွတ်မှုတွေကတော့ဒါနေ့စဉ်နဲ့အမျှပါပဲ။ယာယီတမတာကတော့နေ့စဉ်နဲ့အမျှလို့တိုက်တွန်းပြောဆိုနေတဲ့ဩဝါဒတွေကတော့ဒါစင်သက်မပြတ်ဦးဇင်းတို့လည်းကြားနေရတယ်ဒီကနေ့ဆိုရင်လည်းတော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာအကွဲပြဲတွေမဖြစ်အောင်ရန်သူဝန်တာမဲ့လောက်ရမျိုးတွေမဖြစ်အောင်ဆိုပြီးတော့ပြောတာမျိုးတွေရှိဒါတနေ့တစ်မျိုးပါပဲသမတာတို့လည်းသူတို့ပြောဆိုနေသို့တော့သမတာကြီးရဲ့ပြောဆိုချက်ကိုသမတာကြီးရဲ့NUGရဲ့အစိုးရရန်တရားဝန်ကြီးတွေကိုယ်တိုင်တော့မှနားထောင်တယ်လို့ပြောလို့မရဘူးအဲဒီတော့ညီညွတ်ရေးပြောတဲ့အချိန်မှာဗဇက်ညီညွတ်ရေးပြောလို့တော့မရပါဘူးကိုယ်တိုင်ညီကျင်တယ်ဆိုရင်ကိုယ်တိုင်ညှုတ်ပေးဖို့လိုပါတယ်ကိုယ်တိုင်ကတော့ခတ်ထောင်ထောင်နဲ့လုပ်နေပေမဲ့အများသူငါရောက်တော့ညီညွတ်ဖို့လိုတယ်ကျွန်တော်တို့တော်လှန်ရေးဒီကနေ့NUGရဲ့လိုအပ်ချက်တွေအားနည်းချက်တွေပြင်ဆင်တရားရှိတာပြင်ဆင်ဖို့အရေးတွေတော်တော်များများတော်လှန်ရေး၄နှစ်ကျော်လို့9နှစ်ထဲရောက်တဲ့အချိန်မှာဒီလိုအားမလို့အားမရချက်တွေကြောင့်မို့ပြောတာမျိုးပဲဖြစ်စေတော်လှန်ရေးအများအဆုံးသတ်နိုင်ဖို့အရေးကြောင့်မို့ပြောတာမျိုးပဲဖြစ်စေပြောတဲ့အတိုက်ခံလို့ပဲပြောဒီအုပ်စုတွေကိုတပ်ပါတီဖြစ်တယ်တချို့ရောက်တော့
စက်ကောင်စီရဲ့ဒလန်ဖြစ်တယ်ဒါမျိုးတွေအမျိုးမျိုးအဖုံဖုံဆွဆွဲပြီးတော့တကယ့်ကိုတော်လန်ကြီးရဲ့အကျိုးစီးပွားတော်လန်ကြီးအမြန်ဆုံးတတ်နိုင်ဖို့အတွက်ဒီလိုအတိုက်ခံအင်အားစုတွေကငါတို့အစိုးရကိုပုံမူပြီးတော့ခိုင်ခိုင်မာမာကြစ်ကြစ်လေးလေးနဲ့စနစ်တကျသွားနိုင်ဖို့တတ်မှတ်ပေးတယ်လို့ရှုမြင်မှုမရှိဘဲနဲ့ဒါတွေကတွေးခွဲနေတဲ့အုပ်စုတွေဖြစ်တယ်တပ်အုပ်စုတွေဖြစ်တယ်ဒလန်တွေဖြစ်တယ်စစ်တပ်နဲ့နှီးစပ်တဲ့လူတွေဖြစ်တယ်အမျိုးမျိုးအဖုံဖုံကိုချင်းချင်းကိုတက်ချုပ်တွေးခွဲတာတွေကတကယ်ရောက်တော့ဒါအယူကြီးအစိုးရကိုယ်တိုင်ကတက်ချုပ်တွေးခွဲတယ်လို့ပြောမှာပါပဲဘာလို့လဲဦးဇင်းတို့အညာဘက်မှာ MOD အောက်မှာမဝင်တဲ့ local အဖွဲ့တွေအများစုဆိုရင်နောက်ဆုံးပြည်သူပြည်သားတွေကနေပြီးတော့ဒီ local အဖွဲ့တွေတောင်မှမထောက်ပံ့ဖို့အရေးတွေလောက်ထိတကယ်စနစ်တကျနဲ့ lobby အုပ်စုတွေဆယ်လီအုပ်စုတွေနဲ့တကယ်တိုက်ခွဲခဲ့ကြတဲ့အခြေအနေမျိုးပဲအဲဦးဇင်းတို့ထင်ထင်ရှားရှားပြောမယ်ဆိုရင်ဒါဘိုးနဂါအုပ်စုတို့ဘိုးဆောင်ခါအဖွဲ့တို့ဟို96တို့အားလုံးပါပဲ local အဖွဲ့တွေပကဖတွေနဲ့မတက်အောင်အညာမြေကနေမြေတွေမှာနေခွင့်မရအောင်နေအမျိုးမျိုးနဲ့ဒါတက်ချိုသွေးခွဲလောက်ခဲ့တာတွေကအမျိုးသားညီညွတ်ရေးအစိုးရလို့ပြောတဲ့ NUG ရဲ့နောက်ွယ်ရလူတွေပါပါတယ်အဲ့ဒါကြောင့်မို့ဦးဇင်းတို့က local အဖွဲ့ပဲဖြစ်စေ MOD အောက်ဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေတိုင်းသားမဟာမိတ်တွေပဲဖြစ်စေဦးဇင်းတို့ကဘုံရန်သူဥတည်ပြီးတော့နိုင်ငံရေးရစီရေးရအတူတကွပူးပေါင်းဆောင်ရွက်တယ်ဘုံရန်သူကိုတိုက်ဖို့အရေးအတွက်ဒါအလုံးစုစည်းဖို့စုဖွဲ့ဖို့လိုအပ်တယ်ဆိုပါတော့ local အဖွဲ့တွေတချို့အင်အား200 300လောက်ရှိတဲ့အဖွဲ့တွေရှိပါတယ်အဲ့တော့ဒီတိုက်ပွဲတစ်ခုပါဝင်ဖို့အတွက်မင်းတို့ local အဖွဲ့တွေအနေနဲ့လူ150ဒါစေလွတ်ဖို့လုပ်ပေးပါဒီဘက်ကလက်နက်တို့ခရမ်းတို့ထောက်ပံ့မှမယ်ဆိုရင်ဘယ် local အဖွဲ့ပဲဖြစ်စေပါဘုံရန်သူကိုတိုက်ဖို့အတွက်အတူတကွပူးပေါင်းဆောင်ရွက်ဖို့ဆိုတာအသင့်ရှိပါအဲ့တော့တော်လန်ရေးကိုစပြီးတော့ခွဲခဲ့ပြုတ်ခဲ့တဲ့အခြေအနေဟာလည်းပဲဒါအပေါ်ဆုံးကအဖွဲ့တွေလို့ဖြစ်နေတာဒါတွေတွေ့မြင်ရပါတယ်ဒါကြောင့်မို့ဦးဇင်းတို့ရဲ့ပြောဆိုချက်တွေဟာတော်လန်ရေးရဲ့အကျိုးစီးပွားဖြစ်ဖို့တော်လန်ရေးရဲ့ဘေးတော်ဆိုးကျိုးတွေမဖြစ်ဖို့ဒါတွေကိုပြောနေတာပါဦးဇင်းတို့စေရေးလျှို့ဝှက်ချက်တွေထုတ်ဖို့ပြောဆိုနေတာဦးဇင်းတို့တခွန်းတစ်ပါးတမ်းမှမရှိပါဘူးဦးဇင်းတို့2021တုန်းကလည်းဒါNUG ရဲ့ဝင်ကြီးချုပ်ကိုယ်တိုင်ပြောပါတယ်6လအတွင်းမှာပဲတော်လှန်ရေးဆုံးသက်နိုင်ဖို့အတွက်စဉ်းစားနေပါပြီ2020မှာဘာဖြစ်မယ်2023မှာဘာဖြစ်မယ်2024မှာဘာဖြစ်မယ်ဒါအမျိုးမျိုးဖုံဖုံပြောခဲ့ပါတယ်ဒီဂတိကဝတ်တွေဒီလိုမျှော်လင့်ချက်တွေပေးပေမဲ့ဘယ်တစ်ခုမှအကောင့်ထဲပေါ်ပြီးတော့ကိုယ့်ရဲ့စကားကိုတောင်းယူမှုတောင်းခံမှုနဲ့မှန်ကန်စနစ်တကျအလုပ်တယ်ဆိုတာဦးဇင်းတို့ဒါဒီကနေ့တိုင်ကြီးမမြင်တွေ့ရသေးဘူးလို့ပဲပြောအောင်ဖြစ်ပါတယ်ဒါကြောင့်မို့ပွင့်လင်းမြင်သာဖို့အင်မတန်ရေးကြီးတယ်ငါတို့ကစစ်အာဏာရှင်ဟိုမကြိုက်လို့ဒီစနစ်ဆိုးကြီးကိုမကြိုက်လို့တော်လှန်နေတဲ့တအူးအစိုးရဖြစ်တယ်ဆိုရင်အာဏာရှင်ရဲ့အမှုချက်အာဏာရှင်ရဲ့အတွေးခေါ်အာဏာရှင်ရဲ့လုပ်ရမျိုးတွေနဲ့မတူဖို့အင်မတန်ရေးကြီးပါပြောလိုက်ရင်တော့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတန်လူညီမျှလွတ်လပ်မှုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့
နည်းမျိုးစုံပြောဆိုနေပေမဲ့အမှန်တရားနဲ့တရားမျှတမှုဖြစ်ဖို့ဒီလိုတွေပြောနေပေမဲ့လို့စကလုံးအရာပဲဖြစ်ပြီးတော့လက်တွေ့အလုပ်လုပ်တဲ့အပေါ်တွေမှာရောက်တော့အများကြီးမေးခွန်းထုတ်เสียဖြစ်ပါတယ်တမတာကြီးပဲဖြစ်စေဝင်ကြီးချုပ်ပဲဖြစ်စေNUGကလူတွေကဩဝါဒပေးနေရမှာမဟုတ်ပါဘူးကိုယ်တိုင်ကဒီတာဝန်တွေကိုယူပြီးတော့ဒီတာဝန်တွေကိုကြေးအောင်ထမ်းဆောင်ရမယ်ပုံကိုယ်တွေဖြစ်ပါတယ်အဲ့ဒီဟာကိုပဲဦးဇင်းတို့နေ့စဉ်နဲ့အမျှအမျိုးမျိုးဆုံးမဩဝါဒတွေပေးနေတာတကယ်ရောက်တော့တမတာကြီးရဲ့ပြောဆိုချက်ဟာဒါပွင့်လင်းလင်းပြောရင်သူ့ရဲ့ဝင်ကြီးတွေကိုယ်တိုင်ဘယ်သူမှလေးစားလိုက်နာတာဦးဇင်းတို့မတွေ့ရဘူးNUG ဆိုရဟာဝေးရောက်ဆိုရဖြစ်နေလို့မရပါဘူးNUG ရဲ့အဖွဲ့ဝင်တွေဝင်ကြီးတွေဝင်လေးတွေအားလုံးမြေပြင်ဆင်းခဲ့ဖို့အရေးကြီးပါတယ်မြေပြင်မှာအင်အားတွေတိဆောက်ပြီးတော့ဘုံရန်သူကိုဥတည်နိုင်ဖို့အရေးကြီးပါတယ်လို့ပြောဆိုခဲ့တာပဲသို့တော့ဒီကနေ့တိုင်ဒီရဲ့တမတာကြီးရဲ့ပြောဆိုချက်ကြောင့်မို့ပြန်လာခဲ့တဲ့ဝင်ကြီးဆိုတာမရှိပါဘူးအဲ့ဒီတော့ဦးဇင်းတို့ကအဝေးရောက်အစိုးရဆိုတာတကယ်တော့ပြောလို့ကောင်းသေးပါဘာလို့လဲအဝေးမှာနေပြီးတော့ထိထိရောက်မှန်ကန်စနစ်တကျနဲ့အလုပ်လုပ်နေတယ်ကိုတောင်ယူထားတဲ့နေရာတွေကိုတောင်ယူမှုတောင်ခံမှုနဲ့တောင်ဝန်သိမှုနဲ့စနစ်တကျအလုပ်လုပ်နေတယ်ဆိုရင်ဦးဇင်းတို့ပြောစရာရှိပါဒါပေမဲ့အဝေးရောက်အစိုးရဆိုတာဦးဇင်းတို့ကြားလို့ကောင်းသေးပါအမေရိကန်အစိုးရဖြစ်သွားမှာတော့ဦးဇင်းတို့မလိုလားပါဒီကနေ့ပြုပြင်ပြောင်းလဲမှုတွေအရေးကြီးတယ်2025မှာNUG ရဲ့အုပ်ချုပ်ရေးရန်တရားအဖွဲ့တွေပြုပြင်ပြောင်းလဲဖို့အလုပ်လုပ်မယ်ဆိုပြီးတော့ဒါသမတာကြီးတို့ကိုယ်တိုင်လည်းပြောဆိုခဲ့ပါဒီကနေ့တိုင်ဒီဘယ်နေရာမှပြုပြင်ပြောင်းလဲမှုဆိုတာဦးဇင်းတို့မတွေ့ရဘူးပေါ့ဝင်ကြီးဌာနတွေဖောင်းပွားနေတယ်18နေရာလောက်ရှိတယ်ဦးဇင်းတို့တည်ဆဲအစိုးရလည်းမဟုတ်ပါဘူးဦးဇင်းတို့ကယာယီသွားနေရတဲ့တအူးအစိုးရဆိုတဲ့ပုံစံနဲ့စစ်အနိုင်တိုက်ရေးဘုံရန်သူကိုဥတည်နိုင်ဖို့အတွက်စနစ်တကျအလုပ်လုပ်နိုင်မဲ့မရှိမဖြစ်လိုအပ်တဲ့ဝင်ကြီးတွေလောက်ပဲစုဖွဲ့ပြီးတော့ဦးဇင်းတို့ဘုံရန်သူကိုတိုက်ဖို့အရေးကြီးပါတယ်မလိုလားအပ်တဲ့ဝင်ကြီးတွေခန့်ထားတဲ့အတွက်ကြောင့်ဦးဇင်းတို့တော်လန်ကြီးရဲ့ရန်ပုံငွေတွေတော်လန်ကြီးရဲ့အကျိုးစီးပွားတွေအများကြီးဆုံးရှုံးနေတာဖြစ်ပါတော်လန်ကြီးတွေကကလေးသူငယ်တွေအသက်ပေးဘဝပေးပြီးတော့တိုက်ပွဲဝင်နေကြတယ်တစ်ဖက်ကလည်းစားနဲ့ရေခါရဖို့လက်နက်ခရံပြည်စုံဖို့ပြည်သူလူထုက2025ဆိုတဲ့ကာလဟာလည်းပဲအင်မတန်ကြားလာတဲ့အခါရောက်တော့ထောက်ပံ့ကူညီမှုတွေကဆင်မပြေတော့ပါရင်နှုံးကနဲ့စားတယ်ဆိုရင်ဒါကြောင့်မို့ကိုယ့်ရဲ့ကလေးတွေဟာခက်ခဲပင်ပန်းပန်းစင်ရဲနဲ့တိုက်ပွဲလဲဝင်ရတယ်လို့တစ်ဖက်ကလည်းပဲသူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာဘဇုအရာမှာခရပြီးတော့အကူအညီတောင်းခဲ့တာမရှိဘဲနဲ့ဒီနေ့ဒေါ်လာရေးကာလမှာမျက်နာပူနဲ့ဦးတော်ကိုမအားလုံးကိုအကူအညီတောင်းနေရတဲ့အခြေအနေဟာကိုယ့်ရဲ့သားသမီးတွေဒါဖြစ်မယ်ဆိုရင်ဘယ်လောက်ရင်နာစရာကောင်းလဲဆိုတာဒါစဉ်းစားကြည့်သိပါဒါကြောင့်မို့ဦးဇင်းတို့ကအဝေးကနေပြီးတော့တော်လန်ရေးကိုအမိန့်ပေးတာလို့ဆုံးမဩဝါဒတွေပေးနေတာတွေလို့မလုပ်သင့်ဘူးကိုယ်တိုင်ရောက်တော့အလုပ်ဖြစ်အောင်မလုပ်ဘဲနဲ့ဇုံမီတင်မော်တွေပဲတက်အဲ့ဒီဟာကိုပဲစောက်ကြီးစောက်ကျဲတကယ်အလုပ်လုပ်နိုင်တဲ့ပုံစံမျိုးတွေနဲ့ပြည်သူလူထုကိုညှော်လင်းချက်မှားတွေပေးနေတာတွေရက်ဆိုင်မှုအရေးကြီးပါအဲ့တော့ဒီကနေ့လက်တွေ့အကောင့်ထဲပေါ်အောင်မဲ့အချိန်ကာလကိုရောက်နေပြီပြည်သူတွေကနေ့စဉ်နဲ့အမျှလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေ
စစ်ကောင်စီရဲ့နေ့စဉ်နဲ့အမျှလူမျိုးတုံးတပ်ဖြတ်မှုတွေနေရာအနှံ့မှာပဲဦးဇင်းတို့နိုင်ငံတဝန်းလုံးရှိတဲ့တိုင်းသားညီကိုမောင်နှမတွေအားလုံးကိုနေ့စဉ်နဲ့အမျှတပ်ဖြတ်မှုတွေလူရက်မှုတွေနေရက်ကနေပြီးတော့ဆုံးခွာပြီးတော့စစ်ရှောင်ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေတန်းချီနေတာပါပဲအဲ့တော့ဒီကနေ့မှလည်းပဲပဲခူးတို့ရန်ကုန်တို့အကြခင်ပဲခူးစစ်စင်ရေးတွေစမယ်ရန်ကုန်စစ်စင်ရေးတွေစမယ်အမျိုးမျိုးပါပဲရှေ့မှာတော့မှလည်းလမ်းများအလုံးနေပြီးတော့တို့ရန်ကုန်တို့အေရဝတီတို့တတို့နဲ့ပါပဲသူတို့မရောက်တဲ့နေရာလည်းမရှိတော့ပါတကယ်ရောသူတို့ရဲ့စီရေးအရာတကယ်အကောင့်ထဲပေါ်နိုင်တဲ့အခြေအနေမျိုးတွေဟာတကယ်ရောထိထိရောက်ရောက်ရှိလားရှိပါဘာလို့မရှိဘဲနဲ့ဒီလိုပါဇက်တွေကိုလွယ်လင့်တကူပြောနေတာတော့ဒီကနေ့တော်များများတည်တော်မှုတွေလှောင်ပြောင်မှုတွေအရာစကားပြောမယ်ဆိုခွက်ခေါက်အစိုးရဆိုတဲ့အတိုင်းပါပဲပြည်သူတွေကနေပြီးတော့မျောလင်းချက်တွေအမှားတွေပဲအကြခင်မှာတိုက်ပွဲတွေကြီးကြီးမားမားအကောင့်ထဲဖော်တော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေငွေကြေးတွေပုံအောပြီးတော့လူအောင်ဒီစကလုံးတွေသုံးတဲ့အခြေအနေမျိုးတွေဒါကြောင့်မို့ကိုပြောတဲ့စကားတွေကရှေ့မှာရောနောက်မှာရောညီညွတ်မှုမရှိတဲ့အတွက်ကြောင့်မို့ပြည်သူတွေဟာယုံကြည်မှုတွေနည်းနည်းလာပါပြီအဲ့ဒါကြောင့်မို့စိတ်သုံးသွားမှာခန့်ချောက်သွားမှာမျိုးမဖြစ်ဖို့တော့ပြင်ဆင်ဖို့ပြောင်းလဲဖို့အရေးကြီးပါတယ်ဒီကနေ့အာဏာရှင်ကိုမကြိုက်လို့တော်လှန်နေဆိုတဲ့တော်လှန်ရေးအင်အားစုတွေကလည်းပဲပြည်သူကနေပြီးတော့အစာကျွေးတယ်လက်နက်ခရမ်းတွေတက်ဆင်ပေးတယ်ငွေကြေးတွေထောက်ပံ့ပေးတယ်ငွေကြေးခိုင်မာမှုတွေလက်နက်ခရမ်းထိုက်တဲ့လောက်ရှိလာတဲ့အခါမှာပြည်သူကိုပိုကြခြင်းနဲ့တော်လှန်ရေးအင်အားစုတွေကိုလည်းပဲဦးစင်းတို့နေ့စဉ်နဲ့အမျှကြားသိနေရတာပါပဲခါတလေမှသတင်းပေါ်ရောက်သတင်းမီဒီယာပေါ်ရောက်သတင်းမီဒီယာပေါ်မှာမရောက်တဲ့အမှုခင်းပေါင်းမြောက်များစွာအများကြီးရှိပါတယ်ဒါကြောင့်မို့ပြည်သူတွေကငါတို့အာဏာရှင်ကိုမကြိုက်လို့လက်နက်နဲ့မိုးပြီးတော့အမြဲတမ်းဒုက္ခတွေတိုင်းပြည်ကိုနှစ်ချီဆယ်စုနှစ်ပေါင်းမြောက်များစွာချီပြီးတော့ပြည်သူကိုဒုက္ခပေးခဲ့တယ်မတရားအနိုင်ကျင့်ဒီနေ့ပြည်သူအစိုးရကိုလည်းပဲလက်နက်မိုးဓာမိုးပြီးတော့ဒီနေ့ထောင်ထဲတွေအကုန်လုံးထက်အာဏာထိမ့်ပါတယ်လို့လုပ်ပြီးတော့ဒီကနေ့အာဏာသိမ်းလာတာဘယ်လောက်ထိကြာပြီးတော့9 နှစ်ထဲထိရောက်လာဒါကြောင့်မို့ဦးဇင်းတို့ကရေတော်ဘုံအောင်နေပြီရေတော်ဘုံအောင်တော့မီလို့ပြောနေခြင်းထက်ရေတော်ဘုံစိတ်ဓာတ်တွေနဲ့ဒီနေ့ထက်မနှက်ဖြင်ကတော်လှန်ရေးအဆုံးသတ်နိုင်အောင်အလုပ်လုပ်မယ်ဆိုတဲ့ခံချက်တွေယုံကြည်ချက်တွေစိတ်ဆန္ဒစိတ်စေနာမှန်ကန်မှုတွေထက်သန်မှုတွေနဲ့ဦးဇင်းတို့ဇွဲလုံလဝိရိယဉာဏ်ပညာအားလုံးပေါင်းစပ်ပြီးတော့ကြိုးစားဆောင်ရွက်ကြဖို့ရေးကြီးပါတယ်ဦးဇင်းတို့အရင်တုန်းကလည်းပြောပါတယ်တေတုံညနှစ်ခွန်ပရမလိုင်းစခဲ့ကြတဲ့ဒေါ်လန်ရေးတိုင်းသားလက်နက်ကင်နေဆိုတာသူတို့ဘုံနဲ့တိုက်ပြီးတော့အောင်မြင်မှုအောင်ပွဲတွေရသွားမယ်ဆိုရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအနေနဲ့ရက်ကောင်းရက်သွားနိုင်တယ်ဒါကြောင့်မို့ဦးဇင်းတို့ NUG MOD အောက်ကသူတစ်ဖြင့်မြေပြန့်တို့ပြည်မလို့ပြောလို့ရမယ်အမအစုဘွဲ့အညာဒေသအားလုံးဟာလွတ်မြောက်နိုင်အောင်ကြိုးစားဆောင်ရွက်ကြဖို့အရေးကြီးတယ်လို့ပြောခဲ့ပါတော်လှန်ရေးတိုင်းသားတွေရဲ့အောင်မြင်မှုအောင်ပွဲတွေကိုတော်လှန်ရေးလှိုင်းနဲ့ခိုးစီးလာခဲ့ခိုးစီးလာဒီနေ့အဲ့ဒါတွေကအဖြေပေါ်ပါပြီဒီနေ့ဦးဇင်းတို့အလုံးမလုံးနိုင်ပါဘူးအလုံးလုံးနိုင်အောင်ဦးဇင်းတို့ကြိုးစားရမယ်တိဆောက်ရမယ်အဇက်ကနေပြီးတော့ညီညွတ်ဖို့ဆိုတာပြောရတာအင်မတန်လွယ်ပါတယ်ကိုယ်တိုင်ကစိတ်ရောကိုယ်ရောညှို့ဖို့အရေးကြီးပါတမန်တော်ကြီးကိုယ်တိုင်ဝင်ကြီးချုပ်ကိုယ်တိုင်
ဝင်ကြီးဝင်လေးတွေကိုယ်တိုင်ကကိုယ်တိုင်ကမာနတွေတထောင်ထောင်လုံနေလို့မရပါဘူးကိုယ်တိုင်ကညှို့မှအဲ့ဒါရေးကြီးပါဒီကနေ့နေဖုံးလက်တို့ပြောတာမျိုးတွေရှိပါအမိုရီအောက်ကတချို့ရင်းနေထွက်သွားတာတွေ့ရဦးဇင်းတို့စကားသူပြောတဲ့ဟာကိုအဖြောင့်အတိုင်းပြန်မယ်ဆိုရင်အမိုရီအောက်မနေခြင်းတို့ထွက်ခြင်းလဲထွက်ကွာငါတို့အောက်ကိုဝင်မဲ့တော်လန်ရေးအဖွဲ့တွေစင်းတင်ထားတာနဲတောင်မှနဲတာမဟုတ်ဘူးဆိုတဲ့အမျိုးပါဒီဟာနိုင်ငံရေးစည်းရုံးမှုလည်းမဖြစ်စဘူးဦးဇင်းတို့တော်လန်ရေးစည်းရုံးမှုလည်းမဟုတ်ပါရန်သူကိုတောက်မှဦးဇင်းတို့ကမိတ်ဆွေလုပ်ရမယ်အချိန်မှရန်သူကိုမိတ်ဆွေတွေအများကြီးဖွင့်နိုင်သွားတယ်စစ်ကောင်စီဘက်ကလူတွေဦးဇင်းတို့ဘက်ကိုအများကြီးဗတ်ပြောင်းခိုလုံလာတယ်ဆိုဦးဇင်းတို့စစ်ပွဲကြီးကြာရှည်နေမှာမဟုတ်ပါဦးဇင်းတို့တော်လှန်ရေးအမြန်ဆုံးတတ်နိုင်ဖို့အတွက်ဦးဇင်းတို့ရဲ့တော်လှန်ရေးအင်အားစုတွေဦးဇင်းတို့မိတ်ဆွေတွေကိုပို့ပြီးတော့ချစ်ချစ်ခင်ခင်ရင်းနှီးနှီးအစိုးရဆိုတဲ့အတိုင်းပဲလူကြီးပိသားစွာလူကောင်းပိသားစွာလှုပ်လှုပ်ဖို့အရေးကြီးပါတယ်။ဘာကြောင့်မို့ဒါတွေခဏခဏပြောနေရတာလဲဆိုတဲ့အခါဦးဇင်းတို့တော်လှန်ရေးဟာပို့ပြီးတော့ကြာဖို့မကောင်းဘူး။ရှေ့မှာလည်းပဲပညာရှင်တွေအများကြီးပြောခဲ့ပါဦးဇင်းတို့ရဲ့ဗမာပြည်တွင်းရဲ့တော်လှန်ရေးအင်အားစုတွေနဲ့စစ်ကောင်စီနဲ့တိုက်ပွဲဟာ9နှစ်ထက်ကျော်တယ်ဆိုမကောင်းဘူးလို့ပြောဆိုချက်တွေရှိတယ်။ဘာလို့လဲကိုဗစ်ကာလကတည်းကဦးဇင်းတို့ရဲ့တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေတော်တော်ကိုရိုင်နေနေတဲ့အခြေအနေမျိုးပါဒီကနေ့ဒေါ်လာရေးဖြစ်ပြီးတဲ့ဟဲ့ဆိုတဲ့အခါရောက်တော့လည်းပဲဒေါ်လာရေးအပေါ်မှာပုံအောပြီးတော့ယုံကြည်ပြီးတော့လူတန်းခဲ့ကြတာကုညီခဲ့ကြတာဆိုတာလည်းပဲဒီကနေ့တို့ပြည်သူတွေမှာဘာမှသိပြီးတော့လက်ကြံလို့ဆိုတာမရှိတော့ဘူးအဲ့ဒါမျိုးအခြေအနေတွေနဲ့ဦးဇင်းတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက်ကြောင့်မို့ဦးဇင်းတို့ဒေါ်လာရေးအမြန်ဆုံးတတ်ဖို့လိုပါတယ်ဒါကြောင့်မို့တောင်ယူထားတဲ့လူတွေကတောင်ဝန်သိစိတ်နဲ့မြေပြင်ဆင်းတဲ့ဝင်ကြီးတွေဝင်လေးတွေမြေပြင်ဆင်းဖို့ရေးကြည့်ပါမြေပြင်ဆင်းပြီးပြီဆိုရင်တော့တရွာတပီဒီအဖြစ်နေတဲ့ဦးဇင်းတို့ဒေါ်လာရေးအင်အားစုတွေကိုစုစည်းနိုင်အောင်စုဖွဲ့နိုင်အောင်စီရေးနိုင်ငံရေးအရာတပ်ပေါင်းစုအတွင်တရံနဲ့ဘုံရန်သူကိုအမြန်ဆုံးချေမှုန်းနိုင်အောင်တိုက်ခိုက်နိုင်အောင်အတွက်ကိုဦးဇင်းတို့တောင်းရှိတဲ့လူတွေကမြေပြင်ကိုတကယ်အလုပ်လုပ်ပြီးမှဦးဇင်းတို့2025ဒေါ်လာရေးမြို့ကြီးချက်အတိုင်းအတာတစ်ခုထိပြည့်မီမှာဖြစ်ပါတယ်ဒီပုံစံနဲ့ပဲဦးဇင်းတို့ line ပေါ်ကနေပဲပြောနေမယ်မြေပြင်မှာထိထိရောက်ရောက်ကိုယ်တိုင်ကိုယ်ကျဆင့်ပြီးတော့အလုံးမလုံးသေးဘူးဆိုရင်တော့ဦးဇင်းတို့တော်လန်ရေးရဒီထက်ပိုပြီးတော့လဲကြာသွားနိုင်တယ်ဒါကြောင့်မို့တိုင်းသူပြည်သားတွေရဲ့လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲအကျက်တဲစိန်ခေါ်မှုပေါင်းမြောက်များစွာကိုပြည်သူလူထုရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့ပြည်သူလူထုရဲ့အနာဂတ်ကိုတိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ရှုပြီးတော့တာဝန်ရှိတဲ့လူတွေဟာတာဝန်သိစိတ်နဲ့ကြိုးစားဆောင်ရွက်ပေးပါလို့ပြောကြရင်းနဲ့ဦးစင်းရဲ့ဒီကနေ့ပြောကြားချက်ကိုဒီမှာပဲဒီကုန်းချုပ်အပ်ပါတယ်ရေတော်ဘုံမုတ်ချအောင်ကိုအောင်ရမည်အရေးတော်ဘုံမုတ်ချအောင်ကိုအောင်ရမည်အရေးတော်ဘုံမုတ်ချအောင်ကိုအောင်ရမည်